အဲဆိုဆရာဦးသိန်းရင်ပြေးလိုက်နော်မေးပြဥပါဒာနဲ့ခန္ဓာဆွဲလာတဲ့ခန္ဓာပေါ့နော်ဓမ္မခန္ဓာ၅ပါးမဂ္ဂင်၈ပါးထိုက်တာလေးဒီမှာအခြေလေးပေါ့သစ္စာ၄ပါးပါဒုက္ခသစ္စာဒုက္ခရိယသစ္စာသမုဒယသစ္စာသမုဒယရိယသစ္စာနိရောဓသစ္စာနိရောဓရိယသစ္စာနောက်ကမဂ္ဂသစ္စာမဂ္ဂရိယသစ္စာဆိုပြီးတော့ပါအဲ့လိုရိယသစ္စာနဲ့ယောသစ္စာနဲ့လို့ခွဲတယ်ပြီးရပြောပါတော့ဒုက္ခနဲ့ဒုက္ခရိယသစ္စာပါသမုဒယနဲ့သမုဒယရိယသစ္စာနိရောဓနဲ့နိရောဓရိယသစ္စာမဂ္ဂနဲ့မဂ္ဂရိယသစ္စာလို့သွားဝိပဿနာဉာဏ်ကဘာတွေချော့အောင်လုပ်ရလဲဆိုတော့အဲ့ဒီတကယ်ဖြစ်ဖြစ်တဲ့ဒီဒုက္ခသမုဒယတွေချော့အောင်သွားတာဝိပဿနာမှာရှိတာကဒုက္ခသမုဒယနိရောဓအာယုဥပ္ပန္နခန္ဓာမှာရှိတာကဒုက္ခသစ္စာဒုက္ခရိယသစ္စာသမုဒယရိယသစ္စာနိရောဓရိယသစ္စာမဂ္ဂရိယသစ္စာသစ္စာသိမှမဟုတ်နေရမှာဆိုတော့အဲ့တော့ဥပ္ပန္နခန္ဓာထိုက်တာအာယုမှာသစ္စာ၄ပါးထိုက်တာအာယုမှာပေါ့လို့ပြောတယ်အဲ့ဒီမှာတပည့်တော်တို့သိပ္ပံကျင့်စဉ်ပုံစံနဲ့ဒီဘက်ကပညာသွားတဲ့ပုံစံနဲ့ကလည်းတအားကွာရှာတယ်ကွာရှာတယ်ဟိုဘက်ကကျင့်သုံးရတာဒီဘက်ကသိရဟုတ်လားကျင့်သုံးလို့မရဘူးဒီဘက်ကသိမှရတယ်ရှော့သိမှရတယ်ဆိုတော့မယုံဘူးဟုတ်လားဆိုရပါစို့ဟုတ်လားအခုတက္ကတိပြောအထုတ်နေကြတာမလားတက္ကတိအထုတ်တက္ကတိကအထုတ်လို့ပြုတ်မှလားသိမှပြုတ်သိမှပါအဲ့တော့အဲ့ဒါကိုစပြီး starting လုပ်တဲ့ပြီးတော့ different လမ်းမှာကြတော့ starting ဒီအခြေခံ frame ကိုချပေးတဲ့အချိန်မှာလေကွာဘယ်လိုအားထုတ်ရမယ်လို့ပြောတယ်အားထုတ်မယ်ဆိုအားထုတ်မှုဆွဲတော့တယ်အားထုတ်ခိုင်းတာသိအောင်လို့အားထုတ်တယ်အားထုတ်ပြီးရွေချက်ကပါလဲဆိုတော့တကယ်ပုဂ္ဂိုလ်တော်မဟုတ်တော့သိသွားမှဒိဋ္ဌိဆိုမာရနဲ့အယူတန်လည်းအဲ့လိုနှစ်ခုပြုတ်သွားမှာလေအဲ့တော့အမှန်ကိုသိသွားမယ်သမာဓိဖြစ်ဖို့ဆိုတာပိုင်းခြားသိရတယ်လို့ပြောတကယ်ဖြစ်တဲ့ရုပ်တဲ့အာယုံရုပ်ကတပည့်တော်သိခွင့်ရတာကတကယ်ဖြစ်တဲ့ရုပ်ကိုသိရလားဖြစ်ပြီးအာယုံကိုသိရတယ်ဖြစ်ပြီးအာယုံအဲ့တော့ပိုင်းခြားမယ်လို့ပြောရုပ်နှစ်ခုပိုင်းခြားသိရပိုင်းခြားသိလို့ရှိရင်ဆွဲလန်းလို့ဖြစ်တဲ့ရုပ်ကိုသိသွားတာအာယုံဆိုသိသွားတယ်အာယုံဆိုသိတော့အဲ့အာယုံထဲမှာဟလာအသက်မပါဘူးပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့နားလည်သွားတယ်အဲ့လိုနားလည်သွားတော့မှတခါတမသင်္ကပ္ပနေဒါအောင်လို့တမသင်ညာနဲ့တမသင်္ကပ္ပနဲ့မဂ္ဂင်၈ပါးလည်းဘယ်အကျုံးဝင်တမသင်္ကပ္ပကျုံးဝင်ဒါပေမဲ့ကျွန်တော်တို့နေကြတာပါရဲ့တမသင်ညာဖြစ်တယ်ဟုတ်တယ်မဟုတ်အဲ့တော့ဒါပေမဲ့သတိပ္ပံကတော့အဲ့လိုပဲလာမှားတယ်ပွားတယ်ပဲဒါသူကတမာတိရဖို့လည်းလောက်အောင်ဝင်လေဖြစ်ပြက်ဖက်လေဖြစ်ပြက်ဆိုမှတ်နေအဲ့တော့ဒီဖြစ်ပြက်ကမှတ်တာနောက်အရင်လုံး20တုန်းကလည်းဒီတိုင်းပဲအခုလည်းဒီတိုင်းပဲဘာမှသိပြောင်းလဲလာတာမရှိတော့ဘူးအဲ့တော့ဒါဖြစ်လေဆိုတမာတိရှိလာရင်တော့အဲ့တမာတိကိုပြီးပြီးတော့မှဒါစံနေရဓမ္မရတ္တတွေရမယ်အဲ့ဓမ္မရတ္တတွေဖြစ်ဖြစ်ဆုံးတဲ့နေရာကိုတွေ့နိုင်ကြပေါ့တော့ဒါမှမဟုတ်သီလအစသမာဓိလည်းပညာဆုံးဒီလမ်းကသိက္ခာလမ်းဟုတ်တော့ပညာအစဟိုဒီဘက်ကကျတော့ပညာအစလားဟိုအစောဒီအစားဟိုအစောဒီအစားလို့ပြောပညာအစားမဲ့တယ်ပို့ဆိုမှတ်တာပါကြုံကြလို့ပြောတယ်ပညာအစားမက်ကအလေဖိုးအဆိုဟိုဘက်ကသီလအစားသမာဓိအလေပညာအဆိုအဲ့တော့အားလုံးကပြောဆိုပညာဖြစ်မှရပညာမဖြစ်ရင်မရအဲ့တော့အခုကျတော့ကျွန်တော်တို့ကဖြည်းဖြည်းအာယုန်တွေပဲလို့သိသွားတော့အဲ့အာယုံလို့သိရတယ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့ကိုသိမလို့လားသိသွားတဲ့အခါမှာဒိဋ္ဌိရှိသေးလားရှိတော့ဝိသိကိစ္စရှိတော့အဲ့တော့သောတာပန်ဆိုတာဒိဋ္ဌိဝိသိကိစ္စပြုတ်တော့ပြောတာလေဟုတ်တယ်မလားဆိုအဲ့ဒါကြောင့်မလို့သောတာပန်အင်္ဂါ၄ချက်ဆိုဘုရားတော်ကြီးကဟောတာဒိဋ္ဌဝိသိကိစ္စဝိကတကတံကြောအပရပိစ္ဆဝေဒရိသပတ်တော့အဲ့ဒီမှာကျွန်တော်တို့လွဲတာဗာလွဲလဲလို့ပြီးတဲ့အခါကျတော့ဟလာတကယ်ဖြစ်တဲ့ယုံနာနဲ့ဖြစ်ပြီးပြက်ပြီးတဲ့အာယုဥပါဒဏ်ယုံနာနဲ့အဲ့နှစ်ခုလွဲဟုတ်တယ်အခုသိသွားတာကဖြစ်ပြီးပြက်ပြီးတဲ့ဟလာမရှိတော့တဲ့အာယုဥပါဒယုံနာတွေပဲသိရတာလို့နားလည်တော့နားလည်သွားတော့အဲ့ဒီကအရေးလို့နားလည်သွားတယ်အရေးလို့နားလည်သွားတဲ့အတွက်အဲ့ဒီအရေးကပုဂ္ဂိုလ်တော်ကအခုလည်းမဟုတ်ဘူးအရင်တော့လည်းမဟုတ်ဘူးနောက်မှမဟုတ်ဘူးဒီကနေ့လာမှလည်းအာယုအရေးပဲဒါပေမဲ့ပုဂ္ဂိုလ်တော်ကအစဉ်မဟုတ်ပါဘူးလို့တန်တရားကုန်သွားတယ်တော့ဒိဋ္ဌဝိသိကိစ္စဝိကတကတံကြောဆိုတာအဲ့ဒါကိုပုဂ္ဂိုလ်တော်မဟုတ်ပါဘူးအာထုတ်လို့ရတယ်လို့ထင်အာထုတ်နေတဲ့မြတ်သူကပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့မသိဘူးဝမ်းနေတဲ့ကောင်းတဲ့ချက်ပဲဟုတ်တယ်မလားဟုတ်တယ်ဟိုအားထုတ်ရတော့ကြာ
50 16 ပုဂ္ဂိုလ်ကဘုလို့သိကြတာ ဒီက မသိဘူးလေသူကသူ့အဖြေကပေးတာပြီးသားဒိဋ္ဌိနဲ့အာယုဏနေပါမှာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုမှတော့ရမှာဖြစ်မှာပြောအဲ့ပေါ်မှာပုဂ္ဂိုလ်တော်လို့ယူတဲ့အယူတန်တရားနှစ်ခုကြံနေသေးရင်ဆိုတော့ပฏิမညာဘုညာမရဘူးအခုကျတော့မျက်စိမိတ်ပြီးကြိုက်တဲ့ချိန်ကြည့်လိုက်မြင်ရတဲ့လေဆွဲလာလို့ဖြစ်တဲ့အာယုံတရားတွေအဲ့ရုပ်တရားတွေအားလုံးဟာအစဉ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးလေအခုနားလည်မသွားဘူး နားလဲ နားလည်ဒါလည်းဒိဋ္ဌိဝိသိကိစ္စရှိသေးတာ ရှိတော့ ဖြစ်လေအဲ့ဒါသောတာပန်ဖြစ်တာဘယ်သူမေးရ ပေါ့ဘူး ဟမ်ဟာလားမိုးလိုပေါက်မယ်လို့ပြောတာဟုတ်တော့ဒီမုဒိတာနာရောက်ရင်မိုးလိုပေါက်အခုကကျတော့သောတာပန်တရားမြင်ဖို့ရတယ်ခါလေဟလာရေးတဲ့အယုတ်ရေးကြည့်ရလို့ဖြစ်တယ်ဘာလို့ဖြစ်တစ်ချိန်ဆုံးမှရပါဆုံးမှုတော့မဟုတ်ဘူးဆုံးမှုကမင်းခက်ခဲတယ်ကျွန်တော်လည်းလုပ်ခဲ့တာဆုံးမှုခက်ခဲတဲ့ခါကျတော့သွားခက်တာဒီဘက်မှာတော့လွယ်တာဒါမှမဟုတ်ဟာလားအကုန်လုံးမိမိတို့မြင်ရတဲ့အာယုံမှန်တယ်မျက်လုံးပွင့်မြင်ရတာလည်းအာယုံပဲမျက်လုံးပိတ်မြင်ရတာလည်းအာယုံပဲအဲ့လိုသိရအဲ့ဒါဆိုတော့ပစ္စတဲ့ဥဒ္ဒပရမဒီဟိုပါပေါ့အာယုံကိုသိသွားလို့ရှိရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်သွားပြီးတော့မှပစ္စ၄ပါးအာယုံမှာရှိတယ်ဆိုတော့နားလည်သွားပြီအဲ့တော့ဒီအာယုံရဲ့သဘာဝကိုသိဖို့နံပါတ်1အရေးကြီးလို့မယ်နောက်လို့ကျွန်တော်ခဏခဏရုပ်တဲ့သဗ္ဗေဓမ္မမနောဝိညာဏဓာတုယတံသမုဂ္ဂနေသဓမ္မနာအာရမဏပစ္စယေနပစ္စယောဒါအာယုံမှာရှိတဲ့ယုံနာဓမ္မအားလုံးဒီမနောဝိညာဉ်နဲ့ရှင်ပြီးတော့ဖြစ်နေရတယ်ပြီးတော့အာယုံဖြစ်ကျေစုပြုနေအဲ့မှာကျွန်တော်မသိတာကအဝိဇ္ဇာနဲ့ပေါင်းပြီးကျေစုပြုရတာဝိဇ္ဇာနဲ့ပေါင်းပြီးကျေစုပြုရတာကျွန်တော်မသိဘူးအဲ့အာယုံစိတ်စေရုပ်တွေကအဝိဇ္ဇာနဲ့ပေါင်းပြီးကျေစုပြုရင်အဲ့စိတ်စေရုပ်တွေကဒုက္ခလည်းဟုတ်တယ်ဒီဆက်တမီလည်းဟုတ်တယ်အဝိဇ္ဇာလည်းရှိတယ်ဆိုတန်တရားဆက်ဖြစ်သွားတယ်အဲ့ဒီအာယုံတရားတွေကတန်တရားလဲဖို့ကျေစုပြုတာအဝိဇ္ဇာမရှိတော့ဘူးဒီအာယုံဏတွေကအရေးကြီးပုဂ္ဂိုလ်တော်မဟုတ်ဘူးအရှိတရားမို့လို့သိရင်အဝိဇ္ဇာမရှိတော့အဝိဇ္ဇာမရှိရင်ဒီအာယုံရုပ်တွေကဒုက္ခချုပ်ဖို့အတွက်ဓမ္မစက်ကိုကျေစုပြုတာတောင်းလို့အဲ့ဒီတရားအပေါင်းကကိုသိခွင့်ရတဲ့တရားအပေါင်းကအာဝိမောင်ပြေတော့တန်ဖတ်တာလို့ပြောဟုတ်လားအဲ့ဒါကြောင့်မလို့အဲ့ဒါကဓမ္မစက်ဖြစ်သွားတယ်အဝိဇ္ဇာနဲ့ပေါင်းတော့ကျေစုပြုတာကျွန်တော်တူတယ်အာယုံကကျေစုပြုတာကျွန်တော်တူနေတယ်အဲ့ဒါကိုတန်တရားဆက်နဲ့ဓမ္မစက်လို့ပြောတယ်တန်တရားဆက်ကိုရပ်တန့်စေပြီးတော့ဓမ္မစက်ကိုလေပတ်စေတော့ကြောင့်ဓမ္မစက်ကပုဒ္ဒနာတုတ်ဓမ္မစက်ကိုရသွားပြီဆိုရင်မြတ်ချမ်းသာဝင်ရသွားပြီပြီးရင်အပေလွတ်ဖို့အတွက်တန်တရားရဖို့အတွက်နိဗ္ဗာန်မြင်ဖို့အတွက်ဓမ္မတာဝန်ယူသွားပြီအတ္တသ၄ပါးထဲမှာမဂ္ဂင်၈ပါးဆိုအခုကျွန်တော်တို့ကသတိပ္ပံရဲ့ယူဝါဒကမဂ္ဂင်၅ပါးနဲ့၈ပါးပြည့်အောင်လုပ်တယ်ကျွန်တော်ဒီဘက်ကကျတော့အဲ့လိုမဟုတ်ဘူးတရားမကုန်းငယ်လည်း၈ပါးပဲအခုလည်း၈ပါးပဲနောင်လည်း၈ပါးပဲအဲ့၈ပါးပြည့်စုံနေတော့သိတယ်၈ပါးပြည့်အောင်လုပ်တော့မဟုတ်ဘူးဟောတော့သစ္စာ၄ပါးဒီငါဘုရားပွင့်နေဖြစ်စေမပွင့်နေဖြစ်စေခဏရှိရလားထာဝရရှိရလားထောင်လိုက်အောင် ရှိတော့မသိလို့ရှိအောင်လုပ်တယ်ဟုတ်တယ်၅ပါးပဲတွေ့တယ်၅ပါးနဲ့၈ပါးပြည့်အောင်လုပ်မယ်ဆိုတော့၈ပါးရှိနေတာသူမသိဘူး၈ပါးရှိတာမသိတဲ့အတွက်ဟလာ၅ပါးကနေ၈ပါးပြည့်အောင်လုပ်ရတယ်လောကီမက်ကနေလောကုတ္တရာကိုပြောင်းရတယ်ဒါလည်းဘုရားထားခဲ့တာဒါပေမဲ့တကယ်သစ္စာကိုဒါလည်းဟောကြားတဲ့လူနဲ့တွေ့ပြီဆိုရင်ဟလာ၅ပါးနဲ့၈ပါးပြည့်အောင်မလုပ်ခိုင်းတော့၈ပါးပြည့်စုံနေတာကိုနားလည်အောင်လည်းပြောပြ၈ပါးဘယ်လိုပြည့်စုံလဲဘုရားရှင်ရဲ့ဓမ္မစကြာဟောတဲ့အခါမှာမဂ္ဂသစ္စာဝမသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဆို၃မျိုးဟောတယ်၃မျိုးရဒီနားထောင်တဲ့ပြသဝိငါးဦးနဲ့နတ်ပြည်မှာ၁၈ကလေးလုံးကိုမဂ္ဂင်၈ပါးပြည့်တဲ့မဂ္ဂသစ္စာကိုသိမြင်အောင်ဘုရားရှင်ဘယ်လိုဟောခဲ့တယ်လဲဆိုတမန်ကြောင်းနေရှိဟလာသုရနိရိသပါဠိတော်ပြည့်စုံတော့ရှိအဲ့ပြည့်စုံတော့ထဲမှာဘာတွေပါလဲဆိုမဂ္ဂင်၈ပါးပြည့်ပုံကိုဟောတာလေတော့ပထမဆုံးဓမ္မစကြာဟောတဲ့အခါကျတော့ဒီမေဘိကွေအန္တပပိစိတေနနသေဝိတ္တပါစေသားတို့စဟောတဲ့ဓမ္မစကြာအစဒီမေဘိကွေနဲ့စစေသားတို့အစွန်းနှစ်ပေါက်မိခွဲကြပါအာယုန်နာနေအရှိထားပြီးလက်သက်တဲ့လမ်းကကာမအစွန်းကအာယုန်နာကိုအရှိထားပြီးပဲတဲ့အစွန်းကအတ္တအစွန်းဖြစ်ပါတယ်အဲ့တော့အစွန်းနှစ်ပါးစိတ်ကကျွန်တော်တို့ရဲ့စိတ်ကဒီအစွန်းနှစ်ပါးထဲမှာပဲနေတယ်အဲ့အစွန်းနှစ်ပါးထဲမှာရှိနေမှဆိုရင်အဲ့မျက်စိမှပြိပ္ပံကြားတယ်နိဗ္ဗာန်သွားရင်လမ်းပေါ်ဘယ်သူမှမရောက်ဘူးအစွန်းနှစ်ပါးလုပ်မယ်ဆိုတော့မဂ္ဂင်၈ပါးပြည့်တယ်အဲ့ဒါမျက်စိမှပြိပ္ပံကြားတယ်နိဗ္ဗာန်သွားရင်လမ်းပေါ်ရောက်ပါတယ်ဆိုပြီးတော့စပြီးတော့ဓမ္မစကြာကိုစတင်ဟောကြားတဲ့အခါမှာပဲဒီမေဘိကွေနဲ့စပြီးဟောတာအစွန်းနှစ်ပါးတော့နေကြပါလာယုံနာကိုရှိတာပဲမြတ်တဲ့လမ်းသည်ဟလာကာမအစွန်းဟိနောကမ္မောပုရုဇနိကောနရတ္တဟိတောနာရိယောဆိုပြီးတော့ဟောတယ်ဟုတ်လား
ဟိနောဆိုတာယုံညံ့တယ်ကာမောဆိုတာရာဇဝတ်လေပုရုဇဉ်တို့အလေးတာဖြစ်တယ်အနာရိယဆိုတာအရိယာလူတဲ့အလေးတာနတ်တတိုင်တော့ကောင်းကျိုးနဲ့မဆက်ဆက်ဘူးအဲ့တန်းကသွားလို့ဆိုတော့ဘဘုတ်နေပါမရောက်နိုင်ပါဘူးဒါတစ်ချက်ဟောတယ်အဲ့လိုပဲဒီယုံနာတွေအရှိတိုင်းပဲတဲ့လမ်းကြောင်းကလည်းဘဘုတ်နေပါမရနိုင်အတ္တဆုံးဒါကြောင့်သူကလည်းဟိနောကံမောပုရုဇဉ်ကအနာရိယနတ်တတိုင်တော့သူလည်းလိုပဲဟောတာဗျာဒါဖြင့်အလဲလက်လောက်အောင်ကြဖို့အတွက်ကိုသိတဲ့အသိဉာဏ်ကမဂ္ဂင်၈ပါးဖြစ်ဖို့အတွက်မဂ္ဂင်၈ပါးပြည့်စုံတဲ့အသိဉာဏ်ဖြစ်ဖို့အတွက်မျက်စိတုပ်ဆိုရမျက်စိ6ချက်ကိုခေါ်တော့နံပါတ်1ကပါလေတက္ကရာဧကောဟံတော်တက္ကရာသမုဒ္ဒောဒုတိယတော်တက္ကရာနိရောဓမျက်စိဥပနကနာကိုအရှိထားပြီးနှစ်သက်ရင်ကာမဆွမ်းနဲ့သွားမယ်ဥပနကနာကိုအရှိထားပြီးပယ်ရင်ဥစ္စေရအဆွမ်းနဲ့သွားမယ်အဲ့ဥပနကနာဒီခဏ3ညလားအစင်3ညလားအစင်3ညအဲ့လိုသိရင်အဲ့ဒီအသိရမဂ္ဂင်5ပါးလား10ပါးလားဖြစ်ပါဘူးမဂ္ဂင်10ပါးမျက်စိမှာပြည့်တဲ့တန်ကိုရောက်နောက်တစ်ခါအတိဒေနဧကောဟံတော်အနာဂဒေနဒုတိယတော်ပြည့်စုံမယ်မျက်စိအဲ့တော့ကာလ3ပါးရှိမယ်ဆိုရင်ကာလဥပနကနာရှိမယ်ဆိုရင်ကာလ3ပါးရှိတယ်ဥပနကနာအရှိထားပြီးနှစ်သက်ရင်ကာမဆုံးသွားမယ်ဥပနကနာရှိတဲ့ပြင်အတ္တဆုံးသွားမယ်ကာလ3ပါးလည်းရှိတယ်တော့ကာမဆုံးထဲမှာပဲနေဟလာဒီအတ္တဆုံးထဲမှာပဲနေဟလာအရှိထားပြီးမှနေရအရှိထားပြီးနေရမှာဆိုတဲ့ခါကျအရှိထားရင်ကာလ3ပါးလွတ်ပါမှာမလွတ်တော့အခုကျတော့အဲ့ဒီဥပနကနာ5ပါးကြီးမရှိဘူးဆိုတော့ဥပနကနာရှိတယ်ဆိုရင်ဖြစ်ရှိတယ်ဖြစ်တာပြစ္ဆုတ်ကပြက်တာအတိတ်မဖြစ်သေးရအနာကအခုဥပနကနာမရှိဘူးဆိုဖြစ်ရှိပါမလားမရှိတော့ဖြစ်တာမရှိရင်ပြစ္ဆုတ်ကမရှိတော့ဖြစ်တာကမရှိရင်ပြက်တာမရှိပြက်တာမရှိရင်အတိတ်တော့လည်းမရှိတော့ဘူးအဲပြစ္ဆုတ်ကလည်းအတိတ်မရှိရင်အနာကကောမရှိနိုင်တော့အဲဥပနကနာအရှိထားမှကာလ3ပါးရှိတယ်ဥပနကနာမရှိဘူးဆိုရင်ကာလ3ပါးရှိပါမလားမရှိနိုင်တော့အဲကာလ3ပါးမရှိဘူးလို့ကိုယ်ဉာဏ်ကသိပြီဆိုရင်ဘယ်သူမှမမေးနဲ့အဲ့ဒါမဂ္ဂင်7ပါးပြည့်တဲ့မဲ့ဉာဏ်ပဲဟလားဒီမှာပြေးကြကြတယ်အလေလမ်းမဲလို့ဘုရားရှင်ကမြစ်တွေတုံးမှာဒီပြသဝိငါးဦးနဲ့နတ်မြတ်ဆက်ရှိကလေးကိုစဟောတော့မှာဒီဟာတွေကိုသူကအပြာကလေးကျမ်းဆိုတာဒီလိုအမေးပြည်နဲ့အခုလိုအမေးပြည်နဲ့နားလည်အောင်ပြောပြပြီးတော့ဘုရားတိတ်ကမှာပြသဝင်တဲ့လမ်းကိုပို့တဲ့သာသနာကြီးဓမ္မစကြာသာသနာနောက်တစ်ခါဟလားသာဣဇရယနာဧကောဟံတော်စပေးရနာဒုတိယတော်ဝိညာဏမြစ်စီဟလားအခန္ဓာ6ပါးကိုအရှိထားပြီးနှစ်သက်ရင်ကာမဆွမ်းသွားတယ်အရှိထားပြီးပယ်ရင်အတ္တဆွမ်းသွားတယ်ကိုယ့်မျက်လုံးလေးကိုမရှိဘူးလားဖြစ်တာပေါ့ဒါကြောင့်သူကကာမဆွမ်းထဲမှာထည့်တာဟုတ်လားနော်တောင်းလို့ဒီကနေ့ကျတော့မျက်လုံးကကွယ်ပြီးတော့အဲ့ချိန်မှာဘယ်လောက်ထိကိုကဝမ်းနဲ့ပူစိမ်မှုဖြစ်အခုမျက်လုံးတစ်လုံးလေးမမြင်ရရင်တော့ပြဿနာပြန်နေပြီဟုတ်တယ်ဟုတ်တယ်မတောင်းအဲ့ဒါကိုကာမဆွမ်းလို့ပြောနောက်ကအာယုံ6ပါးပေါ်မှာအရှိထားပြီးနှစ်သက်ရင်ကာမဆွမ်းအရှိထားပြီးပယ်ရင်အတ္တဆွမ်းတော့အဲ့အာယုံ6ပါးကိုဖြစ်နေဖြစ်နေတရားလားသိပြီးပြည့်ပြီးတရားမရှိဘူးလို့သိရင်အဲ့ဒါမဂ္ဂင်7ပါးပြည့်တယ်အသိပါအထေသနာနဲ့ပြောခဲ့ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေအသေးသေးဟောမဲ့လို့မရှိဘူးလေဒါမှမဟုတ်ခန္ဓာ6ပါးလည်းမရှိတဲ့တရားပဲတိုက်တဲ့6ပါးလည်းမရှိတဲ့တရားတော့ဒီမှာသိချာမှတ်ထားပြောတာဓာတုကုမင်္ဂကျမ်းထဲမှာတရားဝင်ပေါ်တာဓာတုသောနာမသဘာဝန္တသဘာဝသောနာမသုံးညတသုံးညသောနာမနိတ္တနာဇီဝနာပုဂ္ဂလာဆိုတာပါဠိတော်ဘာလို့ရှိပြီလားဟုတ်လား38ပါလုံးဒီတရားလားအာယုံဖြစ်နေတဲ့တရားလားကြည်ပြီးပြည့်တဲ့တရားလားရှိတဲ့တရားလားမရှိတဲ့တရားလားတရားလားအာယုံရေးတွေလားအဲ့လိုနားလေရိယာတွေမြင်မယ်ဝေနာငါလို့ထင်အန္တပုရုဇဉ်အပေကွန်လွတ်ရလမ်းမမြင်ဝေနာလို့ထင်ကလျာဏပုရုဇဉ်အပေကွန်ဝေးတာညတော့ပဲဝေနာသဘာဝလို့မြင်အရိယာပုဂ္ဂိုလ်ပဲလုံးဝလွတ်နေနေမှာပူလောင်တဲ့ဝေနာဖြစ်တယ်သူပူတာငါပူတာဆိုသွားပြီမမေးနဲ့ဘယ်ထားပါမအောင်ဘယ်ထားပါအဒါဝေနာတွေပါကွာလို့သိရင်အဲ့ဒါကဝေးုံမရှိရင်လုံးဝလွတ်တာတော့မဟုတ်ဘူးအခုယုံနာပြည့်ပြည့်မှတ်နေတဲ့ပုဂ္ဂိုလ်တွေကဝေးရတော့ပဲရှိတယ်ဝေးနာသဘာဝပါကွာဆိုသဘာဝလည်းဟလာသဘောနဲ့သဘာဝနဲ့လည်းမတူဘူးအခုကပူတဲ့သဘောအေးတဲ့သဘောရှိလို့ရပြီးတော့နေတယ်ပူတဲ့သဘောလားပူတာမရှိတဲ့သဘောလားပူတာမရှိဘူးအဲ့ကြမှာနေမှရအခုရပူတဲ့သဘောအေးတဲ့သဘောဟောပြမရဘူးလုံးဝလားအဲ့တော့ဒါလို့တကယ်သုံးညမြင်နိုင်တဲ့အခြေအနေကြောင့်မှချမ်းသာမှာရအဲ့တော့38ပါလုံးတော့ကုန်သွားပြီ38ပါလုံးဒီတခြားလားအာယုံလားရှင်းတယ်လားမရှင်းတယ်လားအဲ့လိုသိရင်အဲ့အရိယာတွေအမြင်နဲ့ဖြစ်ပါလေကဲပူရာအာယုံတော့သူငါဟုတ်လားဟုတ်ရှင်းတယ်လားမရှင်းတယ်လားအေးတာသူငါဟုတ်လားရှင်းတယ်လားမရှင်းတယ်လားမပူမအေးတာသူငါဟုတ်လားရှင်းတယ်လားမရှင်းတယ်လားအဲ့ဒါအရိယာတွေအမြင်ပဲ
အဲ့တုံညမြင်သွားပြီဆိုအပယ်ရှိအောင်လား ရှိတော့ တန်းရအောင် ရှိတော့ အဲ့ရသွားပြီနိဗ္ဗာန်လည်းမြင်ပြီသိရင်ကျွတ်တန်းလည်းဝင်ခွင့်ရပြီအဲ့လောက်ထိဒီဟာလားဘုရားရှင်ကသင်ပေးတာပဲသင်ပေးပြီကျွန်တော်တို့ကဒီတိဋ္ဌာန်လမ်းတစ်ခုပဲစုပ်ခဲ့တာအဲ့ဒါကြောင့်လို့ပြတ်တယ်ဟာလားပြီးကျွန်တော်ငယ်ငယ်တော့ဆိုတာကြိုရက်လို့ပြောလိုက်ပါမယ်အပိတ်ခံရတာပုဂ္ဂိုလ်၄မျိုးရှိတယ်ဟုတ်တယ်မလားဘုရားပရမပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကမစင်စားတော့ဒီဘဝအထုတ်လည်းမရတော့ကြောင်းနဲ့ရောက်လာပြီဟာလားနေရပုဂ္ဂိုလ်ဆိုတာဒီခေတ်မှာနေရပုဂ္ဂိုလ်ပဲကျန်တော့တယ်ကျင့်မှရမှာဝိပဿနာကိုကျင့်မှမညာပညာရမှာဝိပဿနာကိုမကျင့်လို့ကတော့အဘုံတွေမရတော့ဘူးဆိုလို့ကျွန်တော်နေရပုဂ္ဂိုလ်မှာထားထားခဲ့တာဒီထိတ်ကဥက္ကဋ္ဌတိပုဂ္ဂိုလ်ရဲ့ဝိပဿနာတိပုဂ္ဂိုလ်ရဲ့ဥက္ကဋ္ဌတိပုဂ္ဂိုလ်ဆိုတော့ဘာလို့ကြတော်ဒီဘာလို့ရတာလို့ဆိုလို့ကာရတဘာရဲ့အဆုံးမှာရအဲ့လိုပုဂ္ဂိုလ်မျိုးတော့ဘုရားလက်ထက်မှာရှိတယ်ဟုတ်တယ်ဦးနောက်ပိုင်းလည်းမရှိနိုင်တော့ဘူးဒါတော့ထားတော့ဝိပဿနာတိပုဂ္ဂိုလ်ဆိုတော့သစ္စာတရားတွေသိပြီးကျင့်သုံးရင်ဟုတ်လားမာလုကျဗုဒ္ဓကြီးကဘုရားရှင်သစ္စာတရားတွေဟောတယ်နားထောင်တယ်6လလောက်ကျင့်ပြီးမှသူလည်းရဟန္တာဖြစ်သွားတယ်အဲ့လိုပုဂ္ဂိုလ်ပြအခုကတည်းကရှိသေးတယ်အဲ့တော့မရှိတော့ပါဘူးလို့သူကရိုက်ထုတ်လိုက်တာအဲ့ဒါသိပြတ်တယ်ဒါကြောင့်ရှိသေးလဲဆိုကျွန်တော်ပြောပြမယ်ဟုတ်လားနေရပုဂ္ဂိုလ်ဆိုတာပြန်ကြည့်နေရပုဂ္ဂိုလ်စီကြည့်ပြီးမဂ္ဂင်၅ပါးနဲ့ကြည့်မှာလား10ပါးနဲ့ကြည့်မှာငါးပါးနဲ့ ၅ပါးနဲ့ကြည့်မှာ၅ပါးနဲ့ကြည့်ဆိုနိဗ္ဗာန်သိတာ မသိဘူး မသိဘူးနိဗ္ဗာန်မသိတော့နိဗ္ဗာန်မသိရကျတာအဝိဇ္ဇာလားအဝိဇ္ဇာနဲ့ကြည့်မှာသူကဟုတ်လားမလားအဝိဇ္ဇာနဲ့ကျင့်အဲ့လမ်းဖြောက်မှာမလား ကြောက် မြန်မှာမလားမင်းတို့ဒီလမ်းနဲ့ကျင့်မင်းတို့ကဒါနဲ့ပဲတန်တယ်ဆိုကျွန်တော်တို့အဲ့ဒါကိုဟုတ်ယုံပြီးလက်ခံတယ်ဘုရားအလိုပြောဦးလေဟုတ်တယ်မလားဘုဂုဆရာကြီးပြောပြီးမင်းတို့နိဗ္ဗာန်မသိရင်ဥစ္စေတဒိဋ္ဌိဖြစ်တယ်ဥစ္စေတဒိဋ္ဌိတန်းလန်းနဲ့အာထုတ်ရင်260အာထုတ်ဘာမှမဖြစ်ဘူးငါဘုရားမဒီလိုဟောတာမဟုတ်ဘူးနော်နောက်ပြင့်မဲ့အရင်မြတ်ပြတ်ပြတ်လဲအဲ့တိုင်ဟောမှာဒါမင်းတို့နိဗ္ဗာန်သိပြီးမှအာထုတ်ဖို့တိုက်တွန်းပါတယ်ဝိဝိကတော့အနဲ့ပြောတဲ့စာစောင်းရှိပြန်လန်ကြီးသိခွင့်ရှိပြန်လာတော့ကြီးဘုရားဆရာကြီးအဲ့လိုပြောတာဟုတ်တယ်မလားနိဗ္ဗာန်သိတယ်ဆိုတော့သစ္စာသိမတော့လားသိတော့အဝိဇ္ဇာရှိသေးလားအဝိဇ္ဇာကင်းပြီးမှသစ္စာသိပြီးမှကျင့်ဖို့တိုက်တွန်းပါတယ်ဆိုတာတကယ်အရိယာပြောတဲ့စကားတို့သိရမလို့ကျင့်တာကျင့်ရလိမ့်မယ်ဆိုတာဒီနေ့ဘုရားရှင်ပြောတဲ့စကားသိကြတဲ့လမ်းကိုလျှောက်ဖို့ဆိုရင်သိပြီးမှကျင့်ဖို့တိုက်တွန်းပါတယ်ဆိုတဲ့ရဟန္တာပြောတဲ့စကားကိုကျွန်တော်နောက်ကလိုက်တယ်အခုအဲ့ဒါတွေကို propose လုပ်ပြီးမဲ့လို့မရှိဘူးအဲ့ဒါတွေကိုရှင်းလင်းအောင်ပြောပြီးမဲ့လို့မရှိဘူးမရှိတော့ကျွန်တော်တို့ကနိဗ္ဗာန်တို့မှမသိနိုင်တာပုရုဇဉ်ပဲတို့လုပ်လည်းမဟုတ်ဘူးသိကြလည်းမလုပ်ကြည့်ရင်းနဲ့သိလာလိမ့်မယ်ဆိုလမ်းနဲ့သွားအဲ့တော့ဟိုကမသိဘဲနဲ့သွားတော့ရောက်မယ်တဲ့ ကြောက်လမ်းပြ အဲ့လိုကြောင်းနဲ့ပြန်ဖြစ်တယ်ပတ်ချက်လည်းရိုက်ဒါကြလို့ရှိရင်ဟလာဝိပဿနာဒီပုဂ္ဂိုလ်ဆိုတာသစ္စာဟောကြားနေနဲ့စုံကြည့်ရမယ်သစ္စာလည်းသိသွားပြီသစ္စာသိပြီးတော့ကတ္တဉာဏ်ရသွားပြီကျင့်လို့ရှိရင်ဒါအဖို့နိဗ္ဗာန်ရတယ်တန်ပဲအဲ့တော့ဒီနေရပုဂ္ဂိုလ်ပဲရှိတော့တယ်နေရပုဂ္ဂိုလ်ကျင့်မှရမယ်ပုဂ္ဂိုလ်ပဲရှိတော့တယ်သစ္စာမသိနိုင်တော့လို့ဆိုပိတ်လိုက်တယ်ပိတ်လိုက်တဲ့အခါကျတော့သစ္စာမသိဘဲနဲ့ကျင့်မှဆိုတဲ့အခါကျတော့သစ္စာမသိဘဲကျင့်ရောက်လိမ့်မယ်လို့တရားဟောထားတဲ့ဒေသနာပါဠိတော်ရှင်းပြအဲ့ဒါကြောင့်မျက်လုံးကပြပြပြီသဘောတရားဟုတ်တယ်မလားနော်အဲ့ဒါကြောင့်မို့သူကဘုရားကြီးဆိုကျွန်တော်အများဆုံးပြောတာသစ္စာမသိဘဲနဲ့နိဗ္ဗာန်ရတယ်ဆိုမယုံနဲ့မင်းတော့ဖို့ဇီးပြနဲ့ယူရဆိုမယုံနဲ့သစ္စာသိပြီးမှနိဗ္ဗာန်ရောက်မယ်သစ္စာသိအောင်လုပ်ပါဆိုဘုရားကြီးအများဆုံးပြောတယ်။တောင်သစ္စာမသိဘဲနဲ့သောတာပန်တရားကဖြစ်ကြတယ်ဆိုတယ်မယုံနဲ့သစ္စာသိအောင်လုပ်ပါလို့သူကကြည်မှန်များစွာတိုက်တွန်းနေတာ။နော်ဒါကြောင့်မလို့တကယ်တမ်းကျတော့အခုသစ္စာသိနိုင်တဲ့ပုဂ္ဂိုလ်တွေဒီကိစ္စမရှိတော့လို့ဆိုလို့ရောက်တယ်။နေရာပုဂ္ဂိုလ်ပဲရှိတယ်ဆိုတော့သစ္စာကိုပြောပြလို့နားမလည်နိုင်တဲ့လူတွေပဲကြံတယ်လို့အဲ့လိုအဓိပ္ပာယ်ပြောပါတယ်။အဲ့ဒါဆိုရင်အခုပြောရမယ်နားလည်တော့မလဲဟုတ်တယ်မလားသဘောတည်းအဲ့ဒါဆိုသူတည်ရည်ဆုံးဖြတ်ချက်ဒီပရိယတ်ရဲ့တည်ရည်ဆုံးဖြတ်ချက်ဒီအမြဲတမ်းမှလွယ်မှာဒါကိုလည်းပြောပြနိုင်တဲ့ပုဂ္ဂိုလ်ရှိမှရအဲ့သစ္စာကိုသိလို့သစ္စာကိုပြောပြလို့ရှိရင်အရင်တော့လည်းနားလေတယ်အခုလည်းနားလေတယ်နောက်လည်းဘယ်ချိန်ဆိုနားလည်နေဦးမှာပဲဒါမလေးကကျွန်တော်ရွတ်တယ်သမာဝိရိယကိုကျွန်တော်ရွတ်ပြတယ်သဝိနိပြီးမှသာသနာ3ရပ်ကိုနားလည်လူရှိမယ်ကျင့်သုံးတဲ့လူရှိမယ်ဆိုရင်ရဟန္တာမစိတ်သုံးအာသညောလို့ပြအတန်တည်းဆိုပြိယတိဘာသာပြန်တာပြိပတ္တိကမရှိရနဲ့သိရနဲ့တဲ့ခဲ့မယ်ဆိုရင်လောကထဲမှာမရှိရပါဘူးနေရည်ကြည့်လိုက်မရှိရနဲ့သိရနဲ့တဲ့ရမရှိရပါဘူး ဟောတာ အဲ့လိုလုပ်ပါတန်ရောင်လိုက်မှရတယ်
ညာပြအောင်လို့တန်ရောင်လိုက်လို့ပြင်ဘုရားနာနာလိုက်ပြီးတော့ပြောနေရဆောင်ဝက်စနေမှာတော့ခင်ဗျာပြောဘာနကနာမရှိတာနဲ့သိတာနဲ့တဲ့ခင်မယ်ဆိုရင်ကွာလေလောကထဲမှာရတာတော့မစိတ်တော့ဘူးဒါရတာကြည့်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့ပရိပတ်တိရပြည့်တဲ့ကနောက်ပြိဝေဒကြည့်တဲ့အခါကျတော့ဟလာဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သစ္စာ၄ပါးလုံးကိုသိမြင်နိုင်ခဲ့မယ်ဆိုရင်လောကထဲမှာကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်ဘယ်ချိန်ကမှမစိတ်တော့ဘူးဟလာအခုတော့သိသွားပြီတကယ်ဒီပြည့်တဲ့ယုံနာရဲ့ဥပါဒယုံနာရဲ့ဥပါဒယုံနာတရားလားအာယုံလားတရားလားဒုက္ခသစ္စာပိုင်းခြားသိရတာဒုက္ခသစ္စာပိုင်းခြားသိအဲ့ဒီဝိနကနာကြီးဒီခဏမရှိလားအစဉ်မရှိလားအစဉ်မရှိပိုင်းခြားတာကိစ္စကြံသေးလားပြီးဆုံးပြီလားတရားညာလားကတညာလားတရားလားနောက်ဆုံးသာပြီလားတရားလားနောက်ဆုံးဘွားလားတရားလားကျွတ်တန်းဝင်တာလားတရားရှင်တိုင်းရဲ့ဓမ္မစကြာသာသနာဟုတ်တယ်ဒါမလို့သစ္စာလေးပါးပိုင်းခြားပြီးကတညာတောင်သိခဲ့မယ်ဆိုရင်ဘာမှနှိကန့်တာမရှိဘူး3000လေး4000လေး5000လေးမရှိဘူးဟောတဲ့လူလည်းရှိနေဦးမယ်နားလည်းတဲ့လူလည်းရှိနေဦးမယ်ဆိုဘယ်အချိန်ကမှဆိုလို့သူကပြောတာဘယ်အချိန်ကမှဆိုကျွတ်တန်းဝင်တဲ့ပုံမရှိသေးဘူးဒါပြိဝေဒသာအကယ်လို့သာသူတို့ပြောသလိုလည်းမှန်တယ်ဟာလားသစ္စာကိုဟောလို့သိနိုင်တဲ့လူတွေမရှိတော့ဘူးကျင့်သုံးတဲ့လူပဲကြံတယ်ဆိုအခုချိန်မှာသစ္စာဟောလို့နားမလဲတော့ဘူးဟုတ်တယ်မဟုတ်အခုသစ္စာကလို့ဟောလို့နားလဲနေသေးတဲ့အတွက်ဟာလားဒီနေရပုဂ္ဂိုလ်ပဲရှိတော့တယ်ဆိုစကားလုံးကြီးလုံးဝမှားတဲ့သုံးပြချက်ပဲမပြောသင့်ဘူးမလုပ်သင့်ဘူးသစ္စာသာသနာပိတ်ဆို့တဲ့စကားလုံးပဲဒါတွေကကိုယ်ချင်းချင်းကိုပြောတာနော်လူအများကြီးတော့အခုဘောလာပါအောင်ခင်ဗျာပေါ်ရရသွားပြီဦးသိန်းလက်ပါတယ်ဗျာဒါလည်းဆိုနားပွင့်အောင်တာပြောပြတာတကယ်တမ်းကျတော့မှားရွက်တယ်ဆိုတဲ့အကြောင်းတွေပြောပြတာဒါတော့နေရပုဂ္ဂိုလ်ပဲကြံတယ်ဆိုတော့သစ္စာမသိတဲ့ကောင်တွေပဲကြံတယ်မင်းတို့လှုပ်တော့ရကျင်လည်းရမယ်မရကျင်လည်းမရလို့ပြောနေအတူတူပဲဟုတ်တယ်အဲ့လိုမဟုတ်ဘူးလေဘုရားရှင်ပြောခဲ့တာသူကပရိဝေဒဘာသာပြန်မရှိဘူးဖြစ်နေတာပရိပတ်တိတိမဟုတ်ဆိုတဲ့ဘာသာပြန်လည်းရှိတယ်ပရိဝေဒဘာသာပြန်ရဘုရားပြောခဲ့တာရှင်းတယ်ဟုတ်လားမဒုက္ခသစ္စာပိုင်းခြားသိမြင်ပြီးတော့သစ္စာ၄ပါးလုံးကိုကတ္တဉာဏ်ရအောင်ပြောနိုင်ခဲ့ပြီရှိမယ်ဆိုရင်ဘာလဲငါ့သာသနာဘယ်ချိန်ခါမဆိုနှစ်1000နှစ်5000နှစ်1000မရှိဘူးဘယ်ချိန်ခါမဆိုကျွတ်တော်ဝင်တဲ့ပုဂ္ဂိုလ်စိတ်သုံးမဟုတ်ဘူးဒါပရိဝေဒသာသနာဘာသာပြန်ဆိုချက်အခုကျတော့မဟုတ်ဘူးလွန်ခဲ့တဲ့ဒီနှစ်9000ပြင်မှာပဲနှစ်1000ပြင်မှာပဲရှိခဲ့တယ်နှစ်1000ဒီဘက်နောက်ပိုင်းမှာအဲ့လိုပြောရုံနားလဲနေသစ္စာသိနိုင်တဲ့လူတွေမရှိတော့ပါဘူးခင်ဗျားတို့ဟလာသစ္စာမသိနိုင်တဲ့အတွက်ကျင့်တာကျင့်တော့ကျင့်မှာပဲရတော့မှာပါဆိုပြီးတော့အဲ့ဒီနေရာပုဂ္ဂိုလ်တွေမှာပြစ်ထည့်ထားတယ်အဲ့ဒါတွေကလုံးဝမလုပ်တဲ့လူတွေပဲဟုတ်တယ်မလားဟုတ်တယ်ဒါမှမဟုတ်အခုကျွန်တော်တို့ဝိပဿနာဉာဏ်ပုဂ္ဂိုလ်ဆိုတာသစ္စာဟောလို့သစ္စာနားလဲတယ်ကျင့်တော့ရင်ရဟန္တာဖြစ်နိုင်သေးတယ်ဟုတ်တယ်မလားဟုတ်တယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေရှိနေသေးတယ်ဒီအဲ့လိုလားကိုသစ္စာမသိရတယ်ကျန်တဲ့လူကမသိတော့လို့မျက်လုံးတွေပိတ်ပလိုက်လို့မရဘူးလေဟုတ်တယ်မလားဟုတ်တယ်နော်တောင်းလို့ဘုရားသာသနာဝိပဿနာကျွန်တော်တို့ကအထုတ်ဖို့ပဲစိတ်ဝင်စားတာများတယ်စစစ်ဖို့အတွက်စိတ်ဝင်စားမှုအားနေတယ်အဲ့လိုဖြစ်တယ်အဲ့ဒါကြောင့်ကျုံညက်လို့ပြောတာပါအဲ့တော့မဂ္ဂင်၈ပါးဆိုတာခုနကပြောတဲ့နေ့စဉ်6ချက်ကိုနားလဲမဂ္ဂင်၈ပါးပြည့်အဲ့မဂ္ဂင်၈ပါးပြည့်တာက၈ပါးသူကရှိနေပြီသားဘုရားဘုရားမပွင့်ဝင်ရှိနေပြီသားအဲ့၈ပါးကိုသိတာနဲ့မသိတာပဲကွာရှိတဲ့အတွက်ကျွန်တော်ပြောပြလို့ရတာပေါ့မရှိတဲ့တရားဆိုလောက်ခိုင်းမှရမှာနိဗ္ဗာန်ကကဲကျွတ်လို့ဖြစ်တဲ့တရားသဘာဝရှိနေတယ်အခုကျတော့လောက်ခိုင်းနေတာလေအမှန်ပါဘုရားရှိတော့ရှိတော့ပြောပြတာနိဗ္ဗာန်နဲ့ပညာနဲ့တော့ဒုက္ခတာဘောတော့စတော့ရှင်ဘုရားနည်းနည်းခေါ်ချော့ပြီးတော့နှုတ်နော်အမှန်တော့မှန်တယ်ဒါပေမဲ့မဟုတ်ဘူးနားလည်ဖို့အတွက်တော့အမှန်ပဲပြောအောင်ဟုတ်တယ်မလားအမှန်ပြောရတဲ့အခါကျတော့နိဗ္ဗာန်ဆိုလုံးလို့ဖြစ်တဲ့တရားမှမဟုတ်တာလုံးလို့ဖြစ်ပဲထင်နေတာကွာအဲ့ဒါမာတော့ဘူးဒါကျွန်တော်ဆိုလာမေးတယ်လေဥပမာတစ်ခုပြောမယ်အင်ဂျင်နီယာ2ယောက်ရေတန်းကပါလာမေးလို့ဆိုအိမ်မော်တက်တယ်ခင်ဗျားတဲ့နိဗ္ဗာန်သိမှရောက်မှာဆိုတော့ခင်ဗျားကျွန်တော်ပြောပါမယ်လေခင်ဗျားကြက်တယ်လို့ဖြေတယ်ကိုငေါက်သေးတာသူသိတာလည်းလုံးဝရောက်မယ်သိတာလေအဲ့ဒါအခုရန်ကုန်ကနေမော်လမြိုင်များတယ်မော်လမြိုင်နိဗ္ဗာန်ထားပါလို့လေအဲ့ဒီမော်လမြိုင်ကိုခင်ဗျားပထမဆုံးသွားဖို့တဲ့ခြေတလန်းမလန်းမဲ့နဲ့ခင်ဗျားဘယ်ပုံဘယ်နည်းခင်ဗျားနိဗ္ဗာန်ရောက်မှာတော့နဲ့သူအဲ့လိုမေးတယ်သူပြောတဲ့အတိုင်းဆိုကိုကငုတ်တုံပေးမကြံတော့တာအဲ့ဒါနဲ့သူ့ကိုမေးတယ်ခဏကြိုက်တယ်လို့ဖြေ
နိဗ္ဗာန်ဆိုတာရှောက်လို့ရောက်တဲ့ခီးလားတိမှရောက်တဲ့ခီးလား သိပါရဲ့ ဟောအခုတစ်မျိုးတော်ကြတစ်မျိုးရှောက်လို့ရောက်တဲ့ခီးမဟုတ်ဘူးတိမှရောက်တဲ့ခီးအခုရှောက်တာရှောက်နေတာမသိမရောက်ဘူးဟုတ်တယ်မဟုတ်ဒါလို့ဒီတုတ်တံကိုရောဟိတနာသာတုတ်တံလို့ပြောတာရောဟိတနာသာကရောဟိတယတိယအစမ်းရတယ်ခမ်းမင်းတပင်ကိုများဖြတ်ပြစ်တဲ့အချိန်တော့စက္ကန့်ပိုင်းလောက်ချိန်ပါစက်ကြောက်လာတိုက်ရဲ့အဆုံးကိုရောက်အဲ့ဒါစားချိန်အိတ်ချိန်ပဲရင်းချင်းနဲ့စွန့်ချိန်ပဲဖယ်ထားပြီးတော့နှစ်တရာလုံးကစမ်းပြန်တာဒီစက်ကြောက်လာအဆုံးပဲနှာရှိမလဲဆိုပြီးပြန်သွားသူလာတည်သွားတယ်စက်ကြောက်လာအဆုံးမမရောက်မရောက်တဲ့အတွက်လာသူကအဲ့ချိန်မှာနတ်သားသွားပြည့်နတ်ပြည်ရောက်တော့ဟိုရောက်တော့နတ်တွေတရားမင်းမီလည်းမသိဗြဟ္မာမင်းသွားမျိုးလည်းမသိဘူးအဲ့တော့ဗြဟ္မာကလည်းသူ့ကိုယ်သူဘဂဗြဟ္မာကြီးသူ့ကိုယ်သူဖျားလို့ညင်ထားတာဟုတ်အဲ့တော့ဗြဟ္မာတွေကြားထဲမှာသွားပြီးတော့အဲ့နတ်သားကိုလက်ဆွဲပြီးတော့တောင်းထဲပေါ်လာတဲ့တောင်းထဲပါလာပဲဟုတ်လားမဟုတ်လားမသိဘူးမင်းလောကမှာအောက်မှာဘုရားပွင့်နေဒီစကားငါ့ကြီးလာမယ်လေဘုရားကြီးသွားကွာဆိုတော့အဲ့လိုပြောတယ်အဲ့ကြောင့်ဘုရားကြီးရောက်တော့ဘုရားပြောတယ်နိဗ္ဗာန်ကိုတဲ့လောကရဲ့အဆုံးကိုခင်းပြင်သွားရင်ရောက်တယ်လို့ငါဘယ်တော့မှဘသူ့ကိုမှမပြောခဲ့ဘူးဘုရားလေအဲ့လောကအဆုံးကိုဘာနဲ့သွားမှာအဲ့ညာနဲ့ပဲသွားနိုင်တာဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဒါသူရောဇနာသာသုတ်တာမတရားဝင်ရှိပြီးသားတော့ဗျာအာယုဏသေကနာအနာယုဏနိဗ္ဗာန်အထုဝင်တန္တရာအမထုနိဗ္ဗာန်ငါးသည်အားလည်းမထုတ်ခဲ့ရက်တိုင်းလည်းမနေပဲဟောကလေးပဲတန်တဲ့လွမြောက်ခဲ့ပါတယ်ဆိုတော့ရောဇနာသာဟောတဲ့သုတ်တာဒီပါဠိတော်တွေမှာပါပြီးသားတော့ဗျာတောင်းလို့နိဗ္ဗာန်ကြီးဆိုတိမှရောက်တဲ့ကြီးဒါပြင်အထုတာကိုမှားတော့မှားဘူးလေအထုတဲ့အတွက်တန်နေရတယ်ဓမ္မရတာတွေရတယ်ပြီးရင်မဖို့တွေလည်းရနိုင်ပါတယ်ပေါ့လေဒါတော့ဝေးတာကြာပါကျွန်တော်တို့ကတော့ဒီသစ္စာတရားသိမြင်ပြောပြတာလေအဲ့တော့ဟလာဖသဧကောတော့ဖသသမုဒ္ဒဒုတိယတော့ဖသနိယောမြင့်စေတော့ထိတာပြီးလိုက်ဒီမှာဒီလက်ကြီးကရှိလို့ထိလို့ရတာပေါ့အဲ့ဒါကိုသွားအဲ့တော့ပညာနဲ့ပြောပါပညာနဲ့ပြောတော့ဖသဆိုတာကဖသဆိုစိတ်လေစေတသိက်လေအဲ့ဖသခြိထဲမှာသိရတာကိုသိတဲ့အချိန်မှာသူကရှိသေးတယ်သိရတယ်ရှိတော့မရှိတော့ဘူးဒါဖသရှိတယ်ဖသရှိအရှိထားပြီးနှစ်သက်ရင်ကာမဆွမ်းအရှိထားပြီးပယ်ရင်အတ္တဆွမ်းအဲ့ဖသခြိပြီးမှသိရပါလေလို့သိရင်အဲ့ဒါမြစ်တယ်မဂ္ဂင်၈ပါးပြည့်တယ်အသိဖသကိုမရှိဘူးလို့သိရင်အဲ့ဒါမြစ်တယ်အောင်လို့ဒိဗ္ဗခရဌာန60ကန္တ6ပါးတိုက်တဲ့6ပါးအပွင့်တဲ့6ပါးဟာလားနောက်တစ်ခုကဖသ6ပါးတင်ညာ6ပါးဝေနာ6ပါးအဲ့ဖသတွေတင်ညာတွေဝေနာတွေမရှိဘူးလို့သိရင်တခြားလားနိဗ္ဗာန်ဖြစ်တာရှိတယ်လို့ယူတန်ရရတယ်မရှိဘူးဆိုနိဗ္ဗာန်အဲ့တော့နောက်ဝေနာ6ပါးတဏှာ6ပါးနိဗ္ဗာန်ထိုက်တာတဏှာကြောက်နေတယ်တဏှာ6ပါးလားသကုတ္တမသသဝေဒနာဝေနာပြည့်တဲ့တဏှာနှစ်သိရင်လောဘတဏှာမနှစ်သိရင်ဒေါသတဏှာနှစ်သက်တာလည်းမဟုတ်နှစ်သက်တော့ဒါဥပ္ပက္ခလောဘဒေါသမောဟပဲတဏှာသုံးပါးပြန်ဖြစ်တယ်သောတာတံပသဇာဝေဒနာနာဖြစ်တဲ့ဝေဒနာဝေဒနာပြည့်တဲ့တဏှာလို့ပြောတယ်အဲ့တော့6ခုရှိတယ်ဒေါသ6ပါးမှာ6ပါးမှာတဏှာ6ခုရှိတယ်အဲ့တဏှာ6ခုလုံးကနိဗ္ဗာန်ထိုက်တယ်ကွာလေသူတို့ကတတ်နေရတာသူကနိဗ္ဗာန်ထိုက်တယ်တတ်တယ်အဲ့တော့အရှိထားတဲ့လူတွေကတော့တတ်နေရမယ်အဲ့တဏှာတွေကအာယုန်တွေပါဖြစ်ပြီးတရားတွေပါမရှိပါလို့သိရင်အဲ့တဏှာဒီပဲလေတခြားလားနိဗ္ဗာန်နိဗ္ဗာန်ပဲလို့သိတယ်ဒါဘယ်လောက်ထိအောင်ဉာဏ်သွားလဲဆိုတော့သစ္စာသိတဲ့ဉာဏ်နဲ့သစ္စာမသိတဲ့ဉာဏ်နဲ့တားကွာသွားတာပေါ့တရားဟုတ်တယ်။အောင်လို့ဘာသာနိရောဓပြည့်စီအဲ့ဘာသာတွေကမဖြစ်အောင်တော့လုပ်လို့မရဘူး။ဖြစ်စဲမှာအစဉ်မရှိပါလို့သိရင်အဲ့ဒါနိဗ္ဗာန်ပဲ။အဲ့ဒါမဲ့ဉာဏ်မှာပဲမဲ့ခင်ရှိပါပြည့်တယ်အသိဉာဏ်မှာပဲလို့ပြောတာ။နောက်နာမဧကောတော့ယူမန်ဒုတိယတော့ဝိညာဏမြစ်တယ်။အချင်းချင်းဝင်နာယုတ်ကိုအရှိထားပြီးနေတဲ့ကာမဆွမ်းနာယုတ်ကိုအရှိထားပြီးပဲအတ္တဆွမ်းအဲ့နာယုတ်ကအစဉ်မရှိပါလို့သိရင်နိဗ္ဗာန်ဟုတ်တယ်မလားတို့တရားလို့ပြောတယ်လေနောက်ပါကြံသေးတယ်ဒီအာယုံမှာဘာမှမရှိဘူးဒါကိုပြန်ပြီးတော့လုပ်လို့ရတယ်အာယုံမှာမရှိလို့မပြောဘူးအဲ့ဒါနားလည်အောင်လုပ်ဟလာအာယုံမှာအခုမြင်ရတာတခြားလားယုံနာနေလားယုံနာနေတကယ်ယုံနာလားအရေးတွေလားရှင်းနေကျွန်တော်ကြလားဖြစ်ပြီးပြည့်ပြည့်တရားလားအဲ့ယုံနာတွေကတခြားလားဒုက္ခတွေဒုက္ခတွေလေအဲ့ဒုက္ခမရှိတာကိုနိဗ္ဗာန်ကိုပြောတာဘာမှမရှိတာကိုနိဗ္ဗာန်တော့မဟုတ်ဒုက္ခအစဉ်ချုပ်တဲ့တတ္တိရှိမနေလားဒုက္ခမပြောင်းနဲ့လုပ်လို့ရလားမရဘူးအဲ့ဒုက္ခတွေကအစဉ်ချုပ်နေပါလို့သိတယ်တခြားလားနိဗ္ဗာန်သိရလားနိဗ္ဗာန်သိရတယ်
အဲ့နိဗ္ဗာန်ခဏရှိရလားအစဉ်ရှိရလားအစဉ်ရှိတယ်ဒီရင်တို့ထားကြည့်တော့နိဗ္ဗာန်ပြောက်တယ် ရောက်ပါ ဟုတ်တယ်မလားသတိမရှိလို့လည်းနိဗ္ဗာန်မပြောက်ဘူးကိုယ်သတိထားလို့နိဗ္ဗာန်ပေါ်နေတာလည်းမဟုတ်ဘူးအဲ့နိဗ္ဗာန်အစဉ်ရှိတယ်ကြိုက်တဲ့အချိန်ကြည့်လိုက်ဒုက္ခငြိမ်းတာပဲတွေ့ပြီဆိုရင်ဒါကိုယ့်ရဲ့တရားရဲ့အသိဉာဏ်အမဲ့ဉာဏ်ဖြစ်သွားအဲ့မဲ့ဉာဏ်ကိုပွားမယ်ဆိုအဲ့ဒုက္ခကိုမရှိဘူးလို့ပွားမယ်ဆိုရင်နိဗ္ဗာန်မြင်ပြီးကံကိုမြင်ပြီးလော်တဲ့ချိန်နဲ့တူးတဲ့နိဗ္ဗာန်နဲ့နည်းနည်းလေးရောက်ဟလာဒီဥပဒနာကနာမရှိဘူးလို့တော့သိတယ်သတိထားလို့မရှိတာလို့တွေးတယ်ဥပဒနာညာသမားအားလုံးကအထုမှရမယ်လို့ယူထားတဲ့တရားသမားအားလုံးဒီသတိထားမှမရှိဘူးသတိမထားရှိတယ်ကြိုက်လို့သွားမေးဟုတ်တယ်မလားသဘောတရားအဲ့တော့သတိထားမှမရှိမှဆိုရင်အတိနဲ့မရှိဘူးလို့မှတ်ခဲ့ရင်ကံမမြင်ရဘဲနဲ့သွားလောရမယ်သိပဲစဉ်းစားလာကြည့်ရောက်နိုင်လားမရောက်နိုင်လားဆိုအမှန်တန်ဝေးတယ်ခါကြတော့အနုနွယ်တော့မရောက်ဘူးလို့ပြောတယ်အဲ့တော့ကိုကခါကပြော့နေတယ်အားလည်းနွဲနေတယ်ဆိုရင်အစင်မရှိဘူးတဲ့နေရာကိုတက်ဟုတ်တယ်မလားအစင်မရှိတဲ့နေရာကိုတက်ပြီးတော့မှအဲဒီပေါ်လာတဲ့ယုံနာတွေဒုက္ခတွေကိလေသာတွေကိုအသေးတွေပါမရှိတဲ့တရားတွေပါမရှိဘူးလို့မှတ်ရင်အကန့်မြင်ပြီးတော့ရတယ်လေသိမကြခင်ဘယ်လိုနေလဲရနိုင်ဒါဒီလောက်စိတ်မရအောင်ဒီတဲ့မြင်တဲ့စင်ခဏနေဘုန်းကြီးရဲ့ပဲကျန်တာလို့တော့ဟုတ်တယ်အဲ့တော့6ချက်ရှိတယ်ခုတက္ကရာဧကတော့တက္ကသမုဒ္ဒိပံတော့ဝိညာဏမြစ်စီတစ်ခုနောက်စဣဒရယနာဧကတော့သဗေဒယနာဒုတိယတော့ဝိညာဏမြစ်စီနှစ်ခုနောက်ဓမ္မဧကတော့ယူမဒုတိယတော့ဝိညာဏမြစ်စီတစ်ခုဘာသာဧကတော့ဘာသာသမုဒ္ဒိဒုတိယတော့ဝိညာဏမြစ်စီတစ်ခုနောက်ကဝေဒနာဒါကျွန်တော်တို့ဝေဒနာ၃ခုလောကမြင်ရရင်တကယ်ဖြစ်တဲ့ဝေဒနာလားဖြစ်ပြီးဝေဒနာလားဖြစ်ရလားမရှိရလားအဲ့ဒီအတိရမဂ္ဂင်7ပါးပြည့်တဲ့အတိသုခဝေဒနာမြင်ရရင်လည်းပဲဖြစ်ပြီးသုခဝေဒနာအရှင်မရှိဘူးလို့သိခဏမရှိနဲ့မရဘူးနော်ခဏမရှိဘူးဆိုတော့မဂ္ဂင်7ပါးတက်လို့မရဘူးအဲ့ဒါမှတ်တာဒုက္ခဝေဒနာတွေ့ရင်လည်းဒုက္ခဝေဒနာဖြစ်နေတဲ့တရားလားဖြစ်ပြီးတရားလားခဏမရှိလားအရှင်မရှိရလားအရှင်မရှိလို့သိမှမဂ္ဂင်7ပါးတက်လို့ရအဲ့လိုပဲဥပက္ခဝေဒနာတွေ့ရင်လည်းပဲဖြစ်ပြီးခဏမရှိရလားအရှင်မရှိရလားအရှင်မရှိလို့တက်နိုင်မယ်ဆိုရင်အဲ့ဒါမဂ္ဂင်7ပါးပြည့်တဲ့အတိပဲဘာဒုက္ခဝေဒနာရှိတာပြီးတက်တဲ့ရင်ကာမဆွန်းဒုက္ခဝေဒနာရှိတိုင်းပဲပုစေတာအစွန်းအဲ့ဝေဒနာ၃ပါးလုံးကိုမရှိဘူးလို့သိရင်အဲ့သိတဲ့အသိဉာဏ်ဒီဥပက္ခမြစ်စီမဂ္ဂင်7ပါးပြည့်တဲ့အသိဉာဏ်ပဲဖြစ်ပါလေကိုသိရတဲ့အဲ့ဒါမဂ္ဂင်5ပါးမဂ္ဂင်7ပါးမဂ္ဂင်7ပါးပြည့်တဲ့အသိဉာဏ်နဲ့ဒီမဂ္ဂင်5ပါးပဲရှိတဲ့ဥပဒနာဉာဏ်နဲ့တဏှာထိုင်တာချင်းအတူတူခရီးရပဲပို့ပေါက်တယ်မဂ္ဂင်7ပါးပေါက်တယ်လေမဂ္ဂင်7ပါးပြည့်တာနဲ့ဥပဒနာခန္ဓာလည်းသိတယ်အစဉ်မရှိသိတဲ့နဲ့သူကအပယ်လဲလွတ်ပြီးနိဗ္ဗာန်လည်းမြင်နေပြီပုံပေါင်းကအပယ်လဲမလွတ်သေးဘူးနိဗ္ဗာန်လည်းမမြင်သေးဘူးဟုတ်တယ်အဲ့တော့ခရီးရင်းကိုအများကြီးကွာတယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့ဟလာဒီဥစ္စာကိုဒီမဂ္ဂင်7ပါးပြည့်တဲ့အသည့်ကိုသိချာသိအောင်လုပ်ပါအဲ့ဒါကိုရှိချမ်းသာရပြီအဲ့တော့ဒါဖြစ်လို့ရှိရင်ကျွန်တော်တို့သိလိုက်တဲ့အသည့်တွေကအာယဝပေါ်တဲ့ယုံနာတွေဒုက္ခတွေကိုအစဉ်မရှိပါဘူးလို့ဆုံးဖြတ်နိုင်တာနဲ့တကယ်နဲ့အဲ့ဒီရဲ့မညာပဲဒါမှမဟုတ်ဘုဆိုရပြောတာလာပါရှိပါလို့ယုံနာကလည်းခေါ်တယ်နိဗ္ဗာန်ကလည်းခေါ်တယ်အဲ့ယုံနာနဲ့နိဗ္ဗာန်ကိုအာယုလို့သိမယ်ဆိုရင်အာရမိကဒီမညာဖြစ်ပါတယ်နိဗ္ဗာန်သွားရတာကိုရောက်ပါတယ်အာယုလို့သိတော့အယုံနာတွေခဏမရှိတယ်လားအစဉ်မရှိတယ်အဲ့လိုသိယုံနဲ့အဲ့ဒါမညာမြဲတယ်နိဗ္ဗာန်သွားရတာကိုရောက်တယ်သိနိဗ္ဗာန်ကိုလည်းပြောတာအဲ့တော့အဲ့ဒီစွမ်းအင်နဲ့ပါဝါကဟလာဒီတရားကသူသိချင်တဲ့ကဘာတွေပါပြီးဖြစ်ပြီးတော့မှသူကတော့သစ္စာသိမှအစောဆုံးသစ္စာသိမှရတာကျွန်တော်တို့ကြတော့အဲ့လောက်ဒုက္ခခံရမလို့ဘဲနဲ့သူကတခါလဲဒုက္ခချွတ်နေအောင်ပြီးကြတယ်လေဟုတ်တယ်နောက်ဒီ၃ညမြင်မြေချောင်းနဲ့အပယ်လို့မှနိဗ္ဗာန်ရမယ်လို့ပြောမယ်ဒီ၃ညကိုမမြင်နိုင်ဘူးဖြစ်တယ်ဘာကြောင့်မမြင်နိုင်လဲသူများတားထားတာမဟုတ်ကိုယ့်အယူကကိုတားထားတာဟုတ်သူမှ၃ညဖြစ်မယ်ဆိုတော့အယူကအစဉ်၃ညကိုမြင်ဖို့အတွက်သိဆိုထားတာဒါစီတာဟုတ်တယ်မလားအခုကျတော့အစဉ်၃ညတော့လက်ခံသွားတဲ့အတွက်ကိုဉာဏ်ကမဉာဏ်လည်းဖြစ်တယ်ခန္ဓာဆုံးနဲ့တဏှာဆုံးနဲ့အလုပ်ကိုအားထုတ်မယ်ဆိုရင်နိဗ္ဗာန်ကိုမလွတ်မသွေရောက်နိုင်တဲ့ပုံပေါ့ရပြီအဲ့တော့ဆရာပြမေးတဲ့မေးခွန်းအဲ့မဂ္ဂင်7ပါးရှိပြီးသားလို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒါသိလို့ပဲရတယ်။အောင်7ပါးပြည့်ကြအောင်ပြောပြမယ်။ဘောဓိပက္ခ39ပါးရှိ39ပါးအစုဝေးလုံးကမဂ္ဂသစ္စာထဲမှာအကျုံးဝင်တယ်။အဲ့မဂ္ဂသစ္စာကျွန်တော်တို့အားထုတ်လို့ဖြစ်ပေါ်နေတာမဟုတ်ဘူးရှိတယ်။ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြပြီ။ဟုတ်လား။
ကျွန်တော်တို့ဝိပဿနာသတိပ္ပံတစ်ခုလုံးကအဲ့ဒီမေဃသစ္စာကြီးပေါ်တော့သူသာအထုတ်ကြတယ်ဒီပညာသာသနာသွားတဲ့လမ်းကအဲ့ဒီမဂ္ဂင်၈ပါးရှိတာကိုနားလည်အောင်ပြောပြပေးတယ်ကဲဆိုကြပါစို့သူမြမနာသုတ်တံမှာဟောတယ်သုံးချက်ဟောတယ်အာယု6ပါးပေါ်မှာသတိဆောင်လျှောက်တဲ့ဣရိယတံရသီလကိုညတ်ပြခဲ့ထားပြီးပဏိနာမြည်တတ်တော်ရဲ့သူရိချောင်းဒီကိုအပ္ပတိငါပြမမြင်ဘူးလေဘောဓင်ခုနှစ်ပါးအကျင့်တရားကိုညတ်ပြခဲ့ထားပြီးပဏိနာမြည်တတ်တော်ရဲ့သူရိချမ်းသာခြင်းကိုနပ္ပတိငါပြမြင်ဘူးလေအလုံးစုံသောဓမ္မအပေါင်းကိုစွန့်လွတ်ခြင်းကိုခဲ့ထားပြီးပဏိနာမြည်တတ်တော်ရဲ့သူရိချမ်းသာခြင်းကိုနပ္ပတိငါပြမမြင်ဘူးလေသုံးချက်ဟောတယ်ဘုရားဟောတော့အာယု6ပါးမှာသတိဆောင်လျှောက်တာကျွန်တော်လည်းဆောင်လျှောက်တာဥပဒနာဉာဏ်နဲ့ဆောင်လျှောက်တာပညာသဘာဝနဲ့ဆောင်လျှောက်တယ်ဘာကြောင့်ဆောင်လျှောက်တာဟလားဒီခန္ဓာ၅ပါးကိုတုံညံ့မြင်မရှိဘူးလို့သိရင်အဲမျက်စိဘောက်ကလောဘဒေါသမှာဝင်ပါဦးမယ်ဝင်တော့တခြားလားအိမ်နေလို့ပြောတာအဲ့လိုပဲနားဘောက်ကနေမှခန္ဓာ၅ပါးကိုမရှိဘူးလို့သိမယ်ဆိုရင်ကြည့်မယ်ဆိုရင်လောဘဒေါသမှာဝင်ပါဦးမယ်လောဘဒေါသမှာမဝင်အောင်သတိနဲ့ဆောင်လျှောက်ဘာကြောင့်လဲအိမ်နေလို့ညွှန်ခြင်းလို့ဟုတ်တယ်နော်အဲ့ဒါကသတိပ္ပံကနေကျင့်တယ်အကျင့်လူမှအိမ်တွေမရှိဘူးအိန္ဒြေဖြစ်ပေါ်လာအောင်ကြိုးစားအားထုတ်ကျွန်တော်တို့ဒီဘက်ပညာလမ်းကတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီအိန္ဒြေဆိုတာတခြားလားမဂ္ဂသစ္စာဘောဇင်ခုန39ပါးဝိဘက်ကတည်းက39ပါးဟုတ်တယ်နော်အဲ့ဒီအိန္ဒြေဆိုလည်းမဂ္ဂသစ္စာလည်းပါတယ်အခုကျတော့အိန္ဒြေလုံခြုံအားထုတ်တာမဟုတ်တော့လုံခြုံတာနဲ့နေဘာဖြစ်လို့မရလုံခြုံတာနဲ့နေရလဲပြီးတဲ့ခါကျတော့ကဲကိလေသာခဏသေးလားအစင်သေးလားအစင်သေးအိန္ဒြေခဏလုံခြုံလားအစင်လုံခြုံလားရိမရတဲ့အချိန်အဲ့ဒီအိမ်တွေကျိုးပေါက်တယ်ဟိုကျိုးပေါက်ရိမရလည်းသူကအသေးအသေးရိရလို့သေးတယ်လည်းမဟုတ်သူကလို့သေးတယ်လို့ဒါဖြင့်အဲ့ကိလေသာတွေခဏသေးရလားအစင်သေးရဒါဖြင့်အိမ်တွေခဏလုံညုံလားအစင်လုံညုံလားအကြမ်းမကတဲ့ကိုလောရတာရှိတယ်အားတော့မှလည်းသိရမသိတော့ဘူးလုံညုံသွားလို့ပြင်မှန်းစီသတိရတဲ့ချိန်ဘယ်လိုနေလုံညုံနဲ့နေမှာလားလုံညုံအားတော့လုံညုံလာတဲ့ဖီလင်မဲ့တက်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ရှိနေတဲ့မဂ္ဂသစ္စာကိုသိတယ်ဘုရားရူးချပေးတာလေသစ္စာလေးပါဆိုမင်းတို့လို့ဖြစ်တာမဟုတ်ဘူးငါဘုရားပွင့်လာလို့ဖြစ်တာလည်းမဟုတ်ဘူးအဲ့ဒါရှိနေတဲ့တရားပါလို့ပြောပေမဲ့ကျွန်တော်တို့ကကြောက်နေတာလေအဲ့ဒါသစ္စာလေးပါသူ့ဟာသူရှိနေတဲ့တရားအဲ့တော့ဒီ39ပါးဆိုတဲ့အစုဝေးကြီးကဘုရားပွင့်ဖို့မပွင့်ဘူးသူ့ဟာသူထားရတည်ရှိတယ်အရှိတာတွေကိုနားလည်အောင်ပြောပြမယ်သဗ္ဗရိသတွေ့ပြီးတော့ရှိတဲ့အတိုင်းနေနိုင်တာကပညာဝိမု ക്തി ရဲ့လမ်းစဉ်သစ္စာလမ်းစဉ်သစ္စာတည်းတွေနဲ့လမ်းစဉ်ဒါဖြင့်သကုဣန္ဒြေလည်းခဏလုံငါအစဉ်လုံသွားအဝိဇ္ဇာမရှိဘူးအဝိဇ္ဇာရှိနေတာလုံခြုံအောင်အထောက်အခုကိလေသာအစဉ်တည်းဆိုအဝိဇ္ဇာခဏချုပ်သွားတာအစဉ်ချုပ်သွားအစဉ်ချုပ်တာဝိဇ္ဇာဉာဏ်ကြီးခဏရှိရလားအစဉ်ရှိရလားကဲမဂ္ဂင်၈ပါးကြီးခဏရှိလားအစဉ်ရှိရလားဒါဖြင့်ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်လာတဲ့အတွက်သူနဲ့တွဲရှိနေတဲ့အိန္ဒြေခဏလုံးလုံးအစဉ်လုံးပညာပဲပညာလမ်းနဲ့ဒါသတိပ္ပံလမ်းနဲ့ပေါ်ရတယ်သတိပ္ပံလမ်းကလုံခြုံအောင်အထောက်ရမယ်သတိထားမှလုံခြုံမယ်သတိမထားရင်မလုံခြုံဘူးပညာလမ်းကတော့အစဉ်လုံခြုံတာသိမယ်မင်းသတိထားတာမထားတာသတိနဲ့ဘာမှမပတ်သက်ဘူးသတိအဲ့ဒီအိန္ဒြေလုံခြုံနေတာပညာရဲ့အစွမ်းပါပဲဒါလေးကပညာအကျိုးဆက်ပေါ်လို့ပြောတော့သူကလက်မဒါသတိသမารီရဲ့အကျိုးဆက်ပါလို့သူကလက်ခံတကယ်တမ်းကျတော့ဘုဂုဆိုကြီးကပြောတာဒါလေးပါပညာရဲ့အကျိုးဆက်ကြီးလို့ပြောတာတောင်းတော့ဘူးမက်ကင်၈ပါးတော်မှာပညာရဲ့အကျိုးဆက်မက်ကင်၈ပါးပြီးအဲ့တော့အဲ့ဒီအိမ်လေးလုံခြုံနေတာကိုသိတော့ကဲသူအိမ်လေးပဲအချိန်မှမလုံခြုံဘူးရှိဘောရလည်းကတော့မရှိတော့ရှိနေတယ်ဟိုလေအိမ်လေးလုံခြုံနေဆိုတာကိုပြောတော့ပြီးတော့ပါဦးခင်ဗျာအခုတွေပြောပြီးအခုတွေပျောက်သွားပါပြီခင်ဗျာလောဘဒေါသမောဟမဝင်အောင်ပြောတာမလားလောဘဒေါသမောဟမဖြစ်တာပြောတာလားဖြစ်စဲမှာအစဉ်တည်းရလို့သိရပြောတာအစဉ်တည်းရအဲ့ဒါကျွန်တော်တတ်လို့သိရလားသဘာဝသိရလားဒါဖြင့်လောဘဒေါသမောဟဝင်ရရှိပါမှာဖြစ်တော့ဖြစ်မှာတော့ဖြစ်ပေမဲ့ဟလာမဝင်တော့ဘူးဆိုတာအဲ့ဖြစ်တဲ့လောဘဒေါသမောဟတွေကအရှင်လားအသေးသေးလားအသေးသေးလေအသေးဆိုအိမ်တွေမလုံခြုံဘူးလားနှလုံခြုံလားအစင်လုံခြုံအဲ့ဒါကိုပြောတာလေလုံခြုံအောင်အားထုတ်မှလားလုံခြုံတာနဲ့နေလုံခြုံတာနဲ့ပညာနဲ့သွားတဲ့လမ်းလုံခြုံအောင်အားထုတ်တာမရှိဘူးလုံခြုံတာနဲ့နေဘာလို့လဲဆိုတော့လုံခြုံပြီးသားမဂ္ဂင်၈ပါးတရားကြီးရှိတယ်လို့သိပြီးနားလည်ပြီးတော့မှရှိတဲ့အတိုင်းရှိတာနဲ့နေတာနောက်တစ်ခါဘောလည်းခုနှစ်ပါးအကျင့်တရားကို
ညတ်တော့ပဲထားပြီဟုတ်လားသတိတံဘောစဉ်ဝိရိယတံဘောစဉ်သမာဓိတံဘောစဉ်ဓမ္မဝိဇ္ဇာတံဘောစဉ်ဟုတ်လားပတ္တိတံဘောစဉ်ပိဋိတံဘောစဉ်ဥပ္ပကတံဘောစဉ်ဆိုခုနှစ်ခုရှိတယ်ဘောစဉ်ခုနှစ်ပါးအကျင့်တရားကိုညတ်တော့ပဲထားပြီပဏိနာမိသိတ္တတော်ရဲ့သုတေချမ်းသာခြင်းကနဘတိခါပြမမြင်ဘူးဘောစဉ်ခုနှစ်ပါးဆိုတာကဘောဓိပက္ခိယတရားသုံးခုနှစ်ပါးလည်းမပါဘူးလားပါတယ်ရှားလာမဂ္ဂသစ္စာလားမဂ္ဂသစ္စာမဂ္ဂသစ္စာလည်းရှိနေတာကိုသိပြီးသူနဲ့နေဖို့ဘုရားပြောတယ်ကျွန်တော်တို့ကရှိအောင်သွားလို့သတိရှိအောင်အထုတ်တယ်ဝိရိရှိအောင်အထုတ်တယ်သမာဓိရှိအောင်အထုတ်တယ်ဘုရားမဟုတ်ဘူးရှိပြီးသားသတိတယ်ရှိပြီးသားဝိရိယတယ်ရှိပြီးသားသမာဓိလို့ရှိပြီးသားသိဘာလို့ပြောရလဲအရင်တော့ကကိလေသာသိအောင်တတ်တဲ့သတိအထုတ်ရတဲ့သတိဟုတ်တယ်နော်အခုကိလေသာအစင်သေးတာဟိုရှားတာလားရှိနေရှိတာကိုသိတဲ့သတိရှိလားဟုတ်တယ်မတူဘူးခဏရှိလားအစင်ရှိရအစင်ရှိတာဝိရိယအရင်တော့တတ်တဲ့ဝိရိယသေဖို့အားထုတ်တဲ့ဝိရိယပြင်ပန်းစင်းရတဲ့ဝိရိယအခုကငြိမ်းတာနဲ့နေတဲ့ဝိရိယစင်းရတဲ့ချမ်းသာဘလို့ပွားငြိမ်းတာနဲ့နေတဲ့ချမ်းသာဟောဟုတ်တယ်မလားနော်အဲ့ဒါရှိပြီးသားဝိရိယသမာဓိလည်းဒီတိုင်းပဲသမာဓိလည်းကျွန်တော်တို့ဒီအောင်အားထုတ်နေကြတာဒီအောင်အားထုတ်တာပဲအာယုံလေးတစ်ခုမှစိတ်လေးတည်ညောင်ထားပြီးတော့မှအဲ့စိတ်ကိုတည်ညောင်လုပ်တယ်အခုတည်ညောင်အားထုတ်ရတာမဟုတ်ဘူးအစဉ်တည်ငြိမ်နေတာမဆရာကဆိုပြက်လုံးတဲ့စိတ်လေးပြက်တယ်ဟုတ်နော်ပြက်လုံးတဲ့စိတ်ပြက်တယ်ဆိုတော့သတိသိလိုက်ပြက်လုံးတဲ့စိတ်ကကြားလာအာယုံရှိရတယ်လားမရှိရတယ်လားခဏမရှိလားအစဉ်မရှိရလားဒါပြင်သူ့အတိကတည်ငြိမ်တာမတည်ငြိမ်တာတွေ့ရလားတည်ငြိမ်တာတွေ့ရလားခဏတည်ငြိမ်တာလားအစဉ်တည်ငြိမ်တာလားဟိုအမှတော့သူကတည်ငြိမ်နေတဲ့နေသိတဲ့အချိန်တည်ငြိမ်ပြီးသားပညာဖြစ်ဖို့တော့ရှိပြီးသားသမာဓိရှိပြီးသားသတိရှိပြီးသားဝိရိယရှိပြီးသားပညာအရင်တော့ပညာတိတာတွေ့တဟာဖြစ်ပြနဲ့လိုက်တတ်တယ်မလားအရင်တော့တတ်တဲ့ပညာလူသားသမားပညာကိုတဟာရည်ရတဲ့အခုကတေတာနဲ့နေတဲ့ပညာတေအောင်တတယ်တတော့ငိမ့်နာနဲ့နေတဲ့ပညာရှိပြီးသားပညာရှားတဲ့ပညာလားရှိပြီးသားပညာလားဒါကြောင့်မလို့ဒီအရိယာတွေသတ္တညအရိယာတွေပညာနဲ့ပြောတာပြောတာရှိပြီးသားသီလရှိပြီးသားသမာဓိရှိပြီးသားပညာလက်ကိစ္စပါပြောတာဖြစ်နေတာကွာမလို့လောက်ရတာမဟုတ်ဘူးအဲ့တော့ကိလေသာအစဉ်တရားလို့သိပြီးကိလေသာအစဉ်တရားလို့သိပြီးနေလိုက်လို့ချင်းလက်ကိစ္စပါအလိုလိုပြည့်စုံနေတာဟိုကပြည့်စုံပုံကိုတွက်ပြတယ်အစဉ်တရားလို့သိတဲ့အတိကိုရှိညာရောက်သွားပြီဆိုရင်သတိနဲ့နေလိုက်တဲ့အချိန်မှာသတိကလည်းရှိပြီးသားဝိရိယလည်းဘာကြောင့်သတိရရှိပြီးသားလဲတေအောင်မတတော့သေတာအစဉ်ရှိနေလို့ရှိရတဲ့သတိအစဉ်သေးတာနဲ့နေတဲ့ဝိရိယအစဉ်သေးတာနဲ့နေတဲ့ပညာသမာဓိကလည်းတည်ပြီးသားဆိုတော့ဟာလားတည်အောင်လည်းမလုပ်အောင်ပညာနဲ့နေမယ်ဆိုတော့အဲ့ဒီဘောနဲ့နေရှိနေပြီးသားလို့သိမြင်ပြီးတော့မှဘာကြောင့်ရှိတာလဲမေးတော့ဘုရားပွင့်နေဖြစ်စေမပွင့်နေဖြစ်စေအဲ့ပြစ္ဆာ၄ပါးတရားကြီးကအစဉ်ရှိတယ်အဲ့ရှိတာကိုနားလည်အောင်ပြောပြပြီးတော့ရှိတာနဲ့နေတဲ့ပညာကြီးပညာလမ်းကသွားတယ်မဲ့ဒီ၈ပါးလောက်ရတာမပါဘူးလို့ဟုတ်လားပီတိမပူလာမှုဖြစ်တယ်ပေါ့သတိမရှိရင်ဒေါသဖြစ်တယ်ပူလာမှုဖြစ်တယ်အဲ့ပူလာမှုဟိုကျွန်တော်တို့အာရုံမှာပေါ်ပြီဟောအဲ့ပူလာမှုကိုငြိမ်းအောင်မလုပ်လို့အာရုံဟုတ်တယ်သူရင်းနေသေးတော့ရှိတယ်အဲ့ဒီလိုငြိမ်းသွားမရှိလို့အဲ့ဒါတိလို့ငြိမ်းတာလားလို့မေးတာလေဟုတ်တယ်တိလို့လဲပါနေရောလားကောင်းတဲ့မြောက်ကိုပြည့်တော့တိလို့ငြိမ်းတာမဟုတ်ငြိမ်းတာသိတာလဲလားတိလို့ငြိမ်းတာဆိုအလုပ်ထဲပြန်ရောက်ပါသွားပြီတော့တဲ့ဟုတ်တယ်မလားဟုတ်တယ်ပူရာကငြိမ်းတယ်လို့သိသွားတော့ပူရာမပေါ်လို့မရပူရာအဖြစ်တရားဒါပေမဲ့အဲ့ပူရာကြီးကိုငြိမ်းအောင်လုပ်ပြီးတော့ငြိမ်းသွားလားအာတုပိငြိမ်းတယ်လားအာမထုကပဲငြိမ်းသွားအဲ့လိုအာမထုကပဲငြိမ်းသွားတာဟုတ်တယ်မလို့ရပဲငြိမ်းတာအဲ့ဒါပီတိခေါ်တယ်ဉာဏ်ပီတိအရင်တော့လိုက်တတ်တာမှသူကမသိတာတတ်နေထအစထောင်နေတတ်နေထောင်နေဖြစ်တယ်အခုကဘာမှမလုပ်ရဘဲနဲ့မတတ်ရဘဲနဲ့သူကသူသေးနေတာသိတယ်ဒါကြောင့်မလို့အာမထုကပဲငြိမ်းတာသိတဲ့အတွက်ဟုတ်မတမ်းမှကျေးဇူးများတယ်အဲ့ဒါပီတိဒါပြီးဉာဏ်ပီတိခေါ်တယ်အခုဒီမှာပြတဲ့ဥစ္စာတွေကဇံပီတိတွေပြတာဒါပြဇံပီတိနဲ့အဲ့ဒီဘောဇင်မဖြစ်ဘူးဉာဏ်ပီတိမှရောက်တာဟုတ်လားအဲ့ဉာဏ်ပီတိဆိုတာကကြိုက်တာဖြစ်ဒေါသတွေဖြစ်မယ်လောဘတွေဖြစ်မယ်မဖြစ်အောင်လည်းလုပ်လို့မရဘူး
ဖြစ်တဲ့အချိန်မှာပူလောင်မှုလည်းဖြစ်မှာပဲဖြစ်ကျဲတဲ့လောက်ဖြစ်သတိရှိတဲ့အချိန်မှာအဲ့ပူလောင်မှုကပူရမှန်လားငြိမ့်နေမှာလား ငင်းတာ ငြိမ့်အောင်လုပ်ရလား လော အဲ့လိုမလုပ်ရပဲငြိမ့်မှာအဲ့ဒါမှန်လားကျမလုပ်လိုက်လို့သိလိုက်လို့ငြိမ့်နေသူသွားရောတိုင်ပတ်သွားပြန်တယ်ပေါ့လေဟုတ်ပြီနော်အဲ့ဒါကြောင့်အဲ့ပီတိကအာမထုတ်ရပဲနဲ့အစဉ်ငြိမ့်သွားတယ်ဆိုတော့မီးတော်မီးလောင်နေပေါ့လေတော်မီးလောင်နေကိုကကြည့်လိုက်တဲ့ဒီမီးကကျွန်တော်တို့ကအာယုံမီးကိုတော်မီးဆိုတကယ်မီးတဲ့ဖြစ်နေဦးမယ်အဲ့တော့အာယုံမီးဆိုတော့ဒီလောဘဒေါသမှုတွေတော့မီးလောင်လို့ပဲဟာလားရှိတယ်ကွာဆိုပြီးသူကလာတာပဲဒါပေမဲ့တခြားလားအာယုံကြီးလားရှိရတရားလားမရှိရတရားလားသိနေပြီလေခါတိုင်းသက်သားခါတိုင်းတော့ချင်းကြောက်တာခံရတာဟောအခုတော့ပညာပြည့်သွားတော့ဒီမီးကအာယုံပဲလို့သိသွားတော့လောင်နာမှလားငြိမ့်တာငြိမ့်အောင်ရေးပဲ့ရသေးတယ် ဖဲ့ရပါ ဝိပဿနာဆိုတော့ပဲ့ရဟုတ်ပြီးတဲ့ကခေါ်ပဲ့လည်းမသိဘူးကွာ လောဘဒေါသမောဟပေါ့လေဒါမရှိတော့မရှိတာပဲအစင်မရှိတဲ့တရား အဲ့လိုသိရမှာအဲ့ဒါသိရမှာကိုသိလို့မရှိတော့မလုပ်နိုင်ဘူးပေါ်တော့ပေါ်တယ် သူအစဟုတ်တယ်အဲ့တော့မရှိတာ ပေါ်လာလေတပါဝါ ပေါ်လာတဲ့သဘာဝပဲမရှိတာလေ အဲ့ဒါ မရှိရတဲ့သစ္စာ ဆရာတော်ဘာနဲ့ပြီးတော့ရှောက်ပြီးတော့ ဒီမှာ ကျွန်တော်ပြောတာလောဘဒေါသမောဟဆိုတာကြောင်းတိုက်ဆိုင်ကိုပေါ်လာလို့သူကလက်မခံဘူးကြာ ဟုတ်လား သူကလည်းပညာတော်တတ် ပြော အပြီးတော့မဟုတ်ဘူးပါတယ်လောဘဒေါသမောဟဒီဝိနမှာအုံတော့အောင်းနေတာအောင်းနေတာပါပြီးတော့ဆက်ပြောတော့ပြောတယ်ကျန်ကျန်သူကအောင်းနေလို့ထားပါတော့ကျွန်တော်ပြောတာအကြောင်းနဲ့ယူတိုက်ဆိုင်တာဒေါသပဲဖြစ်တာအကြောင်း ဟုတ်တယ်ဒါဟောအဲ့ဒါပြောတော့ငါမဟုတ်ဘူးပါနဲ့ဒီလောဘဒေါသမောဟဝိနမှာအောင်းနေတာရှိတယ် ဟောသူလည်းကူအောင်တော့မကြတော့ဘူး အဲ့မှာပြောတော့သူကညတ်တော့ဘူးဘောကတော့မဟုတ်တာတော့ဟုတ်လားတော့ပြီးတော့လေကိုကတော့ဘုန်းကြီး သူကကျွန်မပြောပြီလေမနေ့ကဒါဆိုထပ်ပြောမယ်ကိုရှင်းသွားတော့ကွာအနုတ္တကိလေသာဆိုတာရဟနာဖြစ်မှာသေမာဆိုတာပရိယတ်တိတရားဝင်ပြောတာကိလေသာ၃ပါးရှိတယ်ဟုတ်မလားဝိတိကမပရိယုဌာနနောက်အနုတ္တရ၃မှုရှိဝိတိကမဆိုတာပုံနဲ့တောက်လောင်လာတယ်ထွက်လာတယ်ဒေါသဟုတ်လားဒါဝိတိကမခေါ်တယ်ပရိယုဌာနဆိုတာဝစီကံလောက်ပဲဖြစ်တာလက်မပါဘူးအနုတ္တရအဲ့ကောင်ကအိတ်နေတယ်သူကထားကျင်တဲ့အချိန်မှာထားမှာတော့ကျွန်တော်တို့ဝင်းထဲမှာဘိုက်ထဲမှာအဲ့အနုတ္တရနေရအိပ်ပြောနေတာအဲ့လိုယူထားအဲ့လိုစာပြေသူတင်ထားတဲ့အခါကျတော့အဲ့အိပ်နေတဲ့အနုတ္တရလည်းရဟနာပြမှာသူကအပြီးတိုင်ထောက်တော့ရဟနာမပြမချင်းသူကထိုင်းနေတယ်အဲ့လိုသင်ပြတာ အဲ့ကိန်းနေတယ်ပေါ့ ကိန်းနေလို့အဲ့တော့ဟောပြောပြီးဒီဘုရားဘာပြောလဲဆိုတော့ပိဿနာခန္ဓာနာသံကိလေသာဓမ္မအနုလောမိကကံနေပြိလက်ပြီဥပါဒณะခန္ဓာ၅ပါးကိလေသာကိုသိမယ်ဆိုရင်သစ္စာနဲ့လျော်တဲ့ဉာဏ်ကြီးဟာသစ္စာမှန်တာကိလေသာရဲ့အပြည့်မှန်ကိလေသာဆိုတာဥပါဒณะခန္ဓာကိုသိမယ်ဆိုရင်မှန်ကန်တဲ့သစ္စာဉာဏ်ဖြစ်ပါလေနိဗ္ဗာန်ရနိုင်တဲ့အသိဉာဏ်ဖြစ်ပါလို့ဘုရားပြောခဲ့တယ်ဥပါဒณะခန္ဓာဆိုတာကဟလာအမြဲတမ်းရှိနေတဲ့တရားတွေမဟုတ်ဘူးသူကဘုရားပြောတာအမြဲမရှိတဲ့တရားကိုပြောတာကျွန်တော်တို့အဲ့ကိလေသာကို၃မျိုးခွဲလိုက်ပြီးတော့အမြဲရှိတဲ့တရားလို့ပြောသတိတန်လမ်းကဘာလို့ဒီလိုပြရတယ်လဲဆိုတော့ကိလေသာကိုအရှိထားပြီးသွားတဲ့လမ်းကရဟနာပြမှာကိုယ်မှာမလို့သူကအဲ့လိုပြောတော့ကိလေသာအရှိထားတဲ့လူကတော့ကိလေသာရှိပါရဲ့လို့ယူထားရင်သူကဟိုဘက်ဖျားတဲ့ဆက်ကိုသူကကိုယ်မှာလားသူယူထားတဲ့ကိလေသာတွေအဲ့ဒါသူကအဝိဇ္ဇာလည်းရှိတယ်ဒိဋ္ဌိလည်းရှိတယ်တဏှာလည်းရှိတယ်မာနလည်းရှိတယ်ကိလေသာလည်းရှိတယ်အောင်မလေးပြည့်စုံနေပြီဘာလို့သေးဟုတ်တယ်မလားအဲ့တော့ဒီဘက်ကကျတော့ကိလေသာအကြောင်းကဘုရားပြိဿသမုပ္ပါပြောတာအဝိဇ္ဇာရှိမှဒီကိလေသာရှိတာအဝိဇ္ဇာမရှိကိလေသာမရှိဘူးဟုတ်တယ်မလားဟုတ်တယ်အဲ့ဒါကိုလက်မခံနိုင်ဘူးဖြစ်ကိလေသာဆိုတာအကြောင်းချင်းကျိုးချင်းဖြစ်တဲ့တရားတက်ကြည့်လေအဝိဇ္ဇာဖြစ်စရာသင်္ခါရဖြစ်စရာဝိညာဏမင်းဖြစ်စရာနာမကြီးမှာနာမဖြစ်စရာတတ်လိုက်ရင်တတ်ဖြစ်စရာပတ်ဖြစ်စရာဝေနာဖြစ်စရာတဏှာဆိုကိလေသာဆိုဝေနာရှိမှတဏှာရှိဟုတ်တယ်အဲ့တော့ဝေနာမရှိဘူးဆိုရင်တဏှာမရှိဘူးသူပြောလို့အဲ့ဒီလေဆိုရင်ဘယ်လိုလုပ်ပြီးတော့ဒီကထွက်တော့မလို့တော့ဘူး။ဒါမှမဟုတ်သူကကိလေသာတန်မျိုးရှိရသေးတယ်မှတ်တာ။ကိလေသာပြုလို့ရှိတယ်ခါလို့ရှိတယ်အပြစ်ရှိတယ်မပြည့်အောင်ထိလို့ရတယ်။ရဟနာပြမှာကုန်မယ်။ခုနအနုတ္တကိလေသာတွေကရဟနာပြမှာကုန်မယ်။ဒါပြညတ်နဲ့မှာသိပေးလိုက်။ပြညတ်နဲ့မှာသိလိုက်တဲ့အခါကျတော့ကိလေသာပြုလို့ရှိတယ်မှန်ဘူးလား။မှန်တယ်ပြညတ်နဲ့ခါလို့ရောရှိတယ်အပြစ်ကောရှိတယ်မပြည့်အောင်ထိလို့မရဘူးလား။ရတယ်ဒီလက်ချင်ကွာငါခေါင်းကြမှာကြောက်လို့ဆိုဒါဆန်လို့ရတယ်မပြည့်အောင်ထိန်းလို့လည်းရတယ်ရဟနာပြမှာကုန်အဖြစ်မရှိမကုန်ဒါမှနဲ့ပြညတ်တယ်ပရမတ်နယ်ကြတော့အဲ့ကိလေသာဖြာလာအာယုပြုလို့ရှိတာအားသူလည်း
ရှိအပြစ်ကောမပြောင်းထိလို့ရတရားလည်းမရောက်ရဟန္တာလည်းမရောက်မှတ်လာတာဘာသစ္စာလဲနဲ့သမဏသစ္စာနဲ့ဒုက္ခသစ္စာမပြောင်းလို့ရတယ်လို့မရှိဘူးဒါမပြောင်းလို့မရဘူးရှိတဲ့တရားလားမရှိတဲ့တရားလား ရှိတယ် ခဏမရှိလားအစဉ်မရှိလားဘာသစ္စာလဲ ဒုက္ခသုံးမျိုး တရားတော့ရပြီဒါကိလေသာအစဉ်မရှိရပါသစ္စာလဲ ဟုတ်လား ပြောတာဘောအဲ့လိုလုပ်ပါအမလေးသစ္စာရှင်ကြီးရဲ့သစ္စာရှင်သလားသိသလားမသိဘူးတော့ကိုမလာတော့အကိလေသာအစဉ်သေးတာကိလေသာအစဉ်သေးတာဘုရားအတွက်မှန်တာမဟုတ်ဘူးတတ္တဝါအလုံးအတွက်မှန်တဲ့သစ္စာတရားလိုက်တာမဟုတ်ဘူးသိနေပါလို့ဘုရားပြောခဲ့ပြီးသားမင်းတို့တတ်လို့သိတဲ့သစ္စာမဟုတ်ဘူးကျွန်တော်ကျမတို့အားလို့သိတဲ့သစ္စာမဟုတ်ဘူးဘုရားမပွင့်ခင်လည်းသိနေတဲ့သိတာထာဝရခဏမှန်တာမဟုတ်ထာဝရမှန်ကန်နေတဲ့သစ္စာတရားအဲ့တော့အခုကသင်ပေးလိုက်တော့ပြဉ္ညာနေရသင်ပေးလိုက်တယ်ကိလေသာပြုသူရှိတယ်ခါသူရှိတယ်အပြစ်ကလည်းရှိတယ်မပြောင်းလည်းလုပ်လို့ရတယ်အဲ့ဒါဉာဏ်အပြစ်မှာကုန်မဲ့ဆိုတော့တရားသွားတိုင်းတော့မလုပ်ရဆိုဟောကိလေသာအပြစ်ရှိတယ်ဘယ်လိုမှလည်းမေးတော့ ဟုတ်ပါ ဟာတက္ကရာလေးတွေကလည်းပြုတ်ရှင်တယ်20ကြာမေးလိုက်ရောကိလေသာဘယ်သူမှလည်းအပြစ်မရှိဘူးလားရှိတယ်ဘယ်သူမှလည်းငါမှဟာအဲ့တော့ဘုရားကြီးတရားငါတို့ထိုင်နေတယ်သူကပြုတ်မှန်းတာဘာဖြစ်လို့လဲမေးတော့ပညာရဲ့အတွေးခေါ်အသိတွေပဲသင်ပေးလိုက်တာပရမတ်ရဲ့ဘုရားရဲ့သစ္စာထိုက်တဲ့အသိမှန်အတွေးခေါ်တွေကြတော့ဟောမယ်ပြောမယ်မရှိဘူးမရှိတဲ့အတွက်အခုလူတွေကလွတ်ရှင်တယ်အားလုံးကလွတ်မြောက်ရှင် ဟုတ်ပါ အပင်မရိညာလူရှိလိုက်တယ် ရှိတယ် မရှိဘူးဒါပေမဲ့စာဖတ်တာတဲ့လူကလူလက်ကြီးရှိတာပေါ့ရဟန်းမြတ်မှာကုန်းမှာပေါ့ပြည့်တာမရှိသွားမှားတယ်ဆိုလို့လိုက်ပေါ့သူကဘယ်သူနဲ့စာချုပ်လိုက်တတိတော့အပေကိုတေချာပေါက်သွားပါမယ်လို့လက်မှတ်ထိုးလိုက်တာအဲ့လိုလူပြောကြတော့တည့်ရလူလည်းမပြောတော့ဘူးဘေးရှောင်လိုက်တော့ဘာလို့စာဘလောက်တတ်စာတတ်မတတ်ကိလေသာအနုတ္တကိလေသာအစဉ်ကိန်းမှလို့ယူလိုက်လို့ရှိရင်သစ္စာကကိလေသာတွေအစဉ်သိနေတဲ့သစ္စာကြီးဆိုဒီလိုမြင်စရာအကြောင်းရှိပါဘူးမရှိတော့သစ္စာကွယ်သွားတာသစ္စာကွယ်သွားပြီဆိုတဲ့ကွာဘုရားကြောခိုင်းသွားတဲ့ပုဂ္ဂိုလ်တွေပဲဘုရားတော့ကြောပြီးသွားတဲ့ပုဂ္ဂိုလ်ဘုရားတော့ကြောပြီးသွားရင်တော့ရှင်းနေမကောင်းတော့ဘုရားတော့ကြောပဲမနေရပါဘူး ပါပါ ဒီတော့သေးရအဲ့လိုမလားအဲ့ဒါဆိုတော့ပြဉ္ညာနေရပြောတာလားပရမတ်နေရပြောတာဆိုကျွန်တော်တို့ခွဲခြမ်းစိတ်ပြပြီးစဉ်းစားရမယ်အခုကအဲ့ကိလေသာလူတက်ကိလေသာရဟန်းချင်းမှာကုန်မယ်မှန်တယ်လေးပြဉ္ညာနေပြီးတော့လည်းဒီပြိပ္ပံလမ်းနဲ့ကျွန်တော်တို့ဒီဘက်ကပြဉ္ညာလမ်းနဲ့ကဒီနေ့ကပြောပြီးမတူဘူးပြိပ္ပံလမ်းကကိလေသာကိုအရှိထားပြီးတော့သွားတာသောတာပန်ကလည်းကိလေသာမရှိဘူးလားဗရာဂံလည်းရှိတယ်အနာဂံလည်းရှိတယ်အနာဂံနဲ့ယန္တာဖြစ်ဖို့လည်းကိလေသာအရှိထားတာပဲယန္တာဖြစ်မှကိလေသာအစဉ်မရှိဘူးလို့နားလည်သွားကိလေသာအရှိထားပြီးတော့တတ်နေတဲ့အတွက်နုတ္တကိလေသာအနာဂံနဲ့ယန္တာရကြမှာကုန်တာယန္တာဖြစ်မှာကုန်တာဒါကိလေသာအရှိထားသွားတဲ့လမ်းဒီဘက်ကကိလေသာအစတဲ့ကွာဥပဒကနာကိလေသာအကိလေသာဒီခဏမရှိတာအစဉ်မရှိအဲဒီဘက်ကကိလေသာအစဉ်မရှိလို့သွားတယ်လမ်းသူလမ်းကသွားမှရောက်မယ်လို့ဒီမပြောနဲ့ဓမ္မစကြာလမ်းနဲ့ကျွတ်တာလေတပုံကြီးဟုတ်တယ်တော့အရိယာတွေကျွတ်တဲ့ကောင်နားအောင်ဘုရားဆေပဲရပါပြောလဲဆိုတော့တကြောင်ပြတဲ့နဲ့နေမြင်ပါလေတဲ့သစ္စာတရားဟောကြားနေဆုံစည်းရမယ်ကိုယ်ကလည်းသစ္စာတရားကိုဟောတဲ့သစ္စာတရားနားလည်မယ်ဆိုရင်ဘာပါရမီမှမလိုပါဘူးကွာအဲ့ဒါမဟုတ်ဘူးပါရမီကဘုရားတဲ့တော်မှာဖြစ်ရပါသေးတယ်လို့လုံးတော့တိုင်နေပတ်ကုန်ကြအဲ့တော့ကျွန်တော်ဒီမှာပြတ်ဖြတ်ပေးလိုက်တာဟုတ်လားဘုရားအခုအာယုန်နဲ့စိတ်နဲ့ကွဲပလာလို့ကွဲတယ်အေးအာယုန်နဲ့စိတ်နဲ့ကွဲပြီဆိုရင်ပါရမီလိုသေးလားဆိုတော့လိုသေးတယ်အာယုန်နဲ့စိတ်ကွဲအောင်ကြည့်ပြည့်မဲ့ခေါ်ပြည့်ဆိုပါရမီပြည့်အောင်လားပြည့်ပြည့်မွေးလာတယ်ကွာတိရိတ်လေးမွေးတယ်လို့မရှိဘူးတဲ့သာဝေယပြောတယ်ဆိုတယ်ပြောပြလို့သစ္စာပြောပြလို့နားလည်ပြီဆိုရင်အဲ့ဒါတိရိတ်ပဲနားမလည်ရင်တော့ဒီကောနားမလည်တော့ပါရမီပြေအခုနားမလည်သေးဘူးနောက်ပြရလည်းမင်းနားလည်းမကောင်းမဟုတ်ဘူးဘောမနေနဲ့လကအာညောင်းနဲ့ဘေးတာတည်ထားလိုက်တော့အဲ့ဒါအန္တဘုဒ္ဓဇင်နေအဲ့ဒါတန်တရားထဲမှာပြောမဲ့လူဟုတ်တော့
အဲကြောင့်မလို့အခုကိုဆရာပြမက်ကင်ရှိပါအောင်မေးလို့မက်ကင်ရှိပါအောင်ပြောတာမက်ကင်ရှိပါငါဖျားပွင့်နေဖြစ်တယ်မပွင့်နေဖြစ်စေအစဉ်ရှိနေပါလေရှိတာကိုသိပြီးရှိတဲ့အတိုင်းနေလို့မရဘူးလားရတာပေါ့အင်တွေလုံခြုံမှုကရှိနေတယ်လုံခြုံတဲ့အတိုင်းနေလို့ရတယ်မသက်သာဘူးလားပေါင်စည်းတယ်ဆိုတာအဲ့ဒါပေါင်လောမှာလားပေါင်စည်းမှာပေါင်စည်းတဲ့သက်သာတယ်ပေါင်လောပြင်မဲ့ရှိတာကိုသိသွားရင်အဲ့မက်ကင်ပေါင်စည်းသွားတယ်အဲ့တော့အဲကြောင့်မလို့အခုနပြောသလိုဟလာအဲ့ဒီလိုကျွန်တော်လည်းနေလိုက်တဲ့အခါကျတော့ချမ်းသာလုံခြုံသွားမလို့တော့ဘူးအောင်ထုတ်တယ်ဟလာဝိရိယနဲ့ရှိပြီးသားသတိနဲ့နေတယ်ရှိပြီးသားဝိရိယနဲ့နေတယ်ရှိပြီးသားသမာဓိနဲ့နေတယ်ရှိပြီးသားပညာနဲ့နေတယ်ရှိပြီးသားပီတိနဲ့နေတယ်ပီတိဆိုတာကိလေသာတွေအစဉ်သေးနေတာအဲ့ဒါဉာဏ်ပီတိမဟုတ်လားအတ္တိဆိုတာကြည်လင်တာပြောတာသင်္ကြန်တာပြောတာအတ္တိဆိုစိတ်တွေကြည်လင်နေတယ်လို့ပြောတဲ့အခါကျတော့တမာတိကြောင့်ကြည်လင်တာရှိတယ်ပညာနဲ့ကြည်လင်တာရှိဟလာကျွန်တော်ပုဂ္ဂိုလ်တယောက်ကမိတာတပည့်တော့ပေါ်မှာဖလားဒီနိဗ္ဗာန်ချမ်းသာနဲ့နေတဲ့အခါကျတော့စိတ်တွေကြည်လင်နေဗျာငြိမ်းချမ်းနေတရားတယ်အောက်လည်းရောက်တော့လူတွေလည်းအများကြီးမျက်စိနောက်နားနောက်လည်းစိတ်တွေနောက်ယူကုန်ထားတယ်အဲ့ဒါကျတော့ဒီစိတ်တွေကြည်လင်အောင်ဘယ်လိုလုပ်ရမလဲဒါကျွန်တော်လည်းပြောရသူပါပဲအေးနောက်ယူတဲ့စိတ်တွေရှိလို့လားရှိလားမရှိဘူးအာယုန်နေလေအဲ့တော့ဒါကမဖြစ်ဘူးလားပြင်တော့ဖြစ်တယ်နော်အဲ့ဖြစ်တဲ့နောက်ရဲ့စိတ်ကမစင်ကြဘူးလားစင်ကြတယ်ခဏစင်ကြလားထာဝရစင်ကြနောက်ရဲ့စိတ်ကိုစင်ကြလို့သိရင်အဲ့ဒါရှားလာပတ်တရိဟုတ်တယ်ဉာဏ်နဲ့ဖြစ်တဲ့ပတ်တရိမလေးစိတ်လေးအေးပြီးတော့စိတ်လေးငြိမ်ပြီးနေမှာမရဘူးအဲ့ဒါကဘာလဲဇံပိုင်းကပြောတာတမာရီပိုင်းကပြောတာဒီဘက်ကပညာပိုင်းကပြောတာစိတ်တွေကခဏစင်ကြလားထာဝရစင်ကြအဲ့ဒါပညာနဲ့ဖြစ်တဲ့ပတ်တရိရှိနေပြီလားဥပ္ပကသံဃောစဉ်ကတော့အမြင့်ဆုံးဥပ္ပကသံဃောစဉ်ကအလုံးစုံသောဓမ္မပေါင်းကိုဆုံးလို့ခြင်းကိုပယ်ထားပြီးပါဏိတံတိတိလက်တော်ရဲ့သူတိတ်ချမ်းသာခြင်းကမှနဗ္ဗတိငါပြမမြင်ဘူးတဲ့စိတ်စေသေးရုပ်တွေအစင်မရှိလို့သိရင်ဒါစိတ်စေသေးကိုဆုံးလို့နိုင်နိဗ္ဗာန်ကြဘယ်လိုဆုံးတော့နိဗ္ဗာန်ကြမရှိဘူးလို့ရအောင်ကြာဘူးနိဗ္ဗာန်ရှိနိဗ္ဗာန်ရှိပေမဲ့နိဗ္ဗာန်ကိုဘယ်လိုဆုံးလို့မလဲမေးတဲ့ခါကျတော့အရေးအောက်ရောက်သွားတဲ့လူကအရေးကိုအာယုံပြုတာအာယုံပြုရင်ဆုံးလို့အာယုံမပြုဘဲနေရင်ဆုံးလို့တာအရေးထဲမှာနေတဲ့လူကအာယုံပြုပြီးအေးတာလားအာယုံမပြုဘဲအေးတာအဲ့ဒါကိုဆုံးလို့တယ်လို့ခေါ်တာခုဒုက္ခအစဉ်ငြိမ်းသွားပြီလို့သိတဲ့အတွက်နိဗ္ဗာန်ကြီးကိုအာယုံပြုပြီးတော့ငြိမ်းတာမဟုတ်သိရတဲ့အချိန်ထဲမှာအာယုံမပြုဘဲနဲ့ငြိမ်းတဲ့အတိုင်းနေနိုင်သွားတာဒီနေ့ပြောတော့အလုတ်ပါရင်မဆုံးလို့အလုတ်မပါဘဲနေဆုံးလို့တယ်ငြိမ်းတာကိုငြိမ်းတဲ့အတိုင်းနေနိုင်ရင်နိဗ္ဗာန်ကိုဆုံးလို့ခြင်းကြီးတဲ့ငြိမ်းတာကိုငြိမ်းတဲ့အတိုင်းမနေနိုင်ဘူးငြိမ်းတာလေးမှတ်ရမှာပွားရမှာငြိမ်းမယ်သိမှငြိမ်းမယ်ဆိုတော့နော်အဲ့ဒါဆိုနော်တရားတက်တယ်လားတော့ဒါမှမဟုတ်ပြောပြတာစာပေရတာပေါ့တဲ့နော်အဲ့ဒါဆိုရင်အဲ့ဒါဥပ္ပကတံဘောဇဉ်ဆိုတော့အဲ့ဒီအလုံးစုံသောဓမ္မပေါင်းလို့လားသစ္စာ၄ပါးလုံးကိုတစ်ပြိုင်တည်းမြင်ပြီးတော့သစ္စာ၄ပါးလုံးမှာအနည်းချုပ်လိုက်ရင်ဒုက္ခခဏငြိမ်းတာလားအစဉ်ငြိမ်းတာအစဉ်ငြိမ်းတာအလုတ်ကခဏကုန်တာလားအစဉ်ကုန်တာလားအဲ့လိုနေနိုင်မယ်ဆိုလို့ရှိရင်ဒါအလုံးစုံဓမ္မပေါင်းဆွမ်းနိုင်သွားပြီအဲ့ဒီနေနိုင်တဲ့ဉာဏ်ကိုဥပ္ပကဉာဏ်လို့ခေါ်တယ်ဥပ္ပကတံဘောဇဉ်ခေါ်တယ်ဥပ္ပကနာနဲ့ရှင်တဲ့ဥပ္ပကရှိတယ်မဲ့နဲ့ရှင်တဲ့ဥပ္ပကရှိတယ်ပုံနဲ့ရှင်တဲ့ဥပ္ပကရှိတယ်ပုံနဲ့ရှင်တဲ့ဆိုတာမလောက်ရပဲငြိမ်းတာနဲ့နေနိုင်တဲ့ဥပ္ပကကြီးပုံစိတ်နဲ့ရှင်တဲ့ဥပ္ပကဖြစ်တယ်အဲ့ဒီဥပ္ပကတံဘောဇဉ်ဟာတရားပွင့်မပွင့်ပဲထားလို့ဒီရှိနေတယ်သိတဲ့လူတွေကရှိတာနဲ့နေနိုင်ပြီးတော့မသိတဲ့လူကတော့အထုတ်နေကြတယ်အဲ့ဒါမဂ္ဂင်၈ပါးရှိနေပြီးရှိနေပုံနဲ့အဲ့မဂ္ဂင်၈ပါးကိုနားလည်ပြီးတော့မဂ္ဂင်၈ပါးကိုခံစားဖို့ဘာမလို့ဟလားပညာသမာဓိတိသမာသင်္ကပ္ပနောက်သီလကလည်းရှိ โอเคအဲ့မှာပြသွားပြီ